ဒီနေ့တင်တို့ဟာဖျားရဲ့နှုတ်ကပတ်တော်ကိုမကြားနာခင်ကျွန်တော်ဝိညာဉ်တော်ဘာသာစကားနဲ့ကျွန်တော်တို့အရောက်စီတိုင်းနော်ဆူတောင်းစကတ်အနိုင်အောင်ရေမာရာခဘာလာစိခိဘာဘာရာဘာရှာတာရိုမာရာခဘာလာစခါရာဂရှိကေကိုတော့အလုံးလုံးပါရာဘာစေဒီဒီ surrender လို့ရာဘာအိုးတမ်းလူကိုမှတ်မိနိုင်တော့ဉာဏ်ပညာပေးပါရာဘာနှုတ်ပတ်တော်ကိုစင်ချင်အောင်မိနိုင်တော့ဉာဏ်ပညာပေးပါရေဘာဖွင့်ပြခြင်းတွေပေးပါရာဘာလာဘာခဘာယခဘာရာမယကဘာလာစခါရာဂရှိကေဘရိုရာကဘာဘေမာယကဘာ power of the Holy Ghost ရာဘာရှာဒရကဒီခေယကဘာဂျေဇုတင်တယ်။အိုးဂျာနာသူအရောက်စီတိုင်းကိုယေရှုနာမ၌ကောင်းကြီးပေးတယ်။အိုးဂျာနာသူအရောက်စီတိုင်းယုံကြည်ခြင်းဖြစ်စေပါ။အိုးသူတို့ရဲ့တတထဲမှာကိုတော့ရေးမှတ်ထားတော့အရာများစိတ်လုံးထဲမှာတူထားတော့အရာများဒီကောင်းကြီးမင်္ဂလာကိုဖြစ်စေပါ။အိုးရာဘာဂျေဇုတင်တယ်ကိုတော့အရောက်စီတိုင်းခန္ဓာစိတ်ဝိညာဉ်ကိုတော့ဝိညာဉ်တော်ဖျားဥဆောင်ပါမိကြောင်းအတွင်းဝိညာဉ်ထဲမှာကိုတော့ခေါ်တန်ကြားပြီးတုံ့ပြန်တော်သူများဖြစ်ပြီးပါကြောင်းအိုးကိုတော့ဖွင့်ပြပေးတော့အရာကိုမြင်တော့ဉာဏ်မျက်စိပွင့်ပါမိကြောင်းနာဇရက်မြို့သားယေရှုခရစ်တော်နာမ၌ဆုတောင်းကောင်းချီးပေးအနံပါတဖခင်တော်ဘုရားသခင်အာမင်ဟာလေလုယာဒီနေ့အားလုံးเนาะလန်းလန်းဆက်ဆက်မဲ့เนาะမျက်နာတွေကြည့်ရအောင်လန်းလန်းဆက်ဆက်မဲ့ဖြစ်တယ်အာမင်ပြောအောင်ငါလန်းဆန်းတော်သူဖြစ်တယ်အာမင်ဟာလေလုယာเนาะဝိညာဉ်စိတ်ခန္ဓာအားလုံးလန်းဆန်းမယ်เนาะမလန်းဆန်းတာမရှိရဘူးအာမင်ဟာလေလုယာ fresh anointing นี่ကြာရောက်နေပြီဖြစ်တယ်ဟာလေလုယာပြောအောင် I'm fresh เนาะတင်းတော့ organic fresh ဖြစ်တာဖြစ်တယ်။ဘာကြောင့်လဲနှုတ်ကပတ်တော်ကနော် organic တွေကိုဖန်ဆင်းတာဖြစ်တယ်။နှုတ်ကပတ်တော်ယေရှုခရစ်တော်ကနော် alpha နဲ့ omega ဖြစ်တယ်။ဒီက creation ကစတဲ့အခါမှာနော်ကဘာဦးကတဲ့ကနော်ဘုရားသခင်ကနော်အဆောင်နဲ့နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်ဘုရားခင်နဲ့တူရှိယောဟန်1မှာနော်ဖွင့်ပြထားတဲ့အရာတွေကကဘာဦးကျမ်းမှာနော်ဖွင့်ပြထားတဲ့အရာနဲ့ယောဟန်မှာပြည့်စုံသွားတာဖြစ်တယ်။ hallelujah ။ဒါကြောင့်မို့ကျွန်တော်တို့အသက်ထားမှာဘုရားက creative miracles တွေမြောက်များစွာဘုရားပေးမှာဖြစ်တယ်။အာမင်။ဒါကြောင့်မို့ဘုရားကကျွန်တော်တို့ကိုဖန်ဆင်းခြင်းအစပြုတဲ့အခါမှာဘုရားကကျွန်တော်တို့ကိုဒီနှုတ်ကပတ်တော်ကတင်တို့ကိုဘုရားကဖန်ဆင်းတဲ့အထက်မှာဘုရားရဲ့အမှုပြုခြင်းအရာဝိညာဉ်လက်နက်ဆောင်ဖြစ်တဲ့ဒီတန်ခမောက်เนาะခုနှစ်ခုရှိတယ်ဒီခုနှစ်ခုထဲမှာကျွန်တော်တို့တစ္ဆာတော်ခါဘန်ကပြီးသွားပြီဖြစ်တယ် YouTube မှာလည်းကျွန်တော်တို့တင်ထားတာဖြစ်တယ်ပြန်ပြီးနားထောင်လို့ရတယ်เนาะအခုကကျွန်တော်တို့ရင်အုပ်တစားဖြောင့်မတ်ခြင်းပါရမီတည်းဟူသောရင်အုပ်တစားပြောအောင်ဖြောင့်မတ်ခြင်းပါရမီအာမင်ဟာလေလုယာဒါဆိုဘုရားကကျွန်တော်တို့ကိုဖန်ဆင်းထားတယ်เนาะကျွန်တော်တို့စားဖို့တောက်ဖို့နေဖို့အိမ်ပေးထားတယ်အဲ့ဒါနဲ့မလုံလောက်သေးဘူးပြောမလုံလောက်သေးဘူးဘုရားကကျွန်တော်တို့ကိုပိုရှန်စီမဲ့ဘုရားဖြစ်တယ်လုံလောက်ယုံမကပိုရှန်စီမဲ့ပြောရအောင်လုံလောက်ယုံမကပိုရှန်စီမဲ့အဲ့ပိုရှန်ခြင်းကဘာမှရှိလဲဆိုတော့ဘုရားရဲ့ဖြောင့်မတ်ခြင်းထဲမှာရှိတာဖြစ်တယ်ဟာလေလုယာခုနကကျွန်တော်ချီးမွမ်းကိုးကွယ်တယ်ဖြောင့်မတ်တော်သူယေရှုဖြစ်တယ်เนาะပိုရှန်စီမယ်ဒီပိုရှန်စီကဖြောင့်မတ်တော်သူယေရှုပိုရှန်စီမဲ့ခါအေဖက်ဩဝါဒစာအခန်းကြီး6ကျွန်တော်အားလုံးသွားရအောင်ရေမာယခဘာအေဖက်6အခန်းငယ်30ကနေ17ပြန်ဖတ်ကြည့်အောင်ကျွင်းသေးသောစကားမူကားညီကိုတို့တခင်ဖျားအဖြစ်၎င်းတကိုးတော်အရှိန်အဖြစ်၎င်းခိုင်ခန့်ခြင်းရှိကြလောမာနေပရိယေတို့ကိုစီးသားနိုင်မိကြောင်းဖျားခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝတ်ဆောင်ကြလောအာမင်ကျွန်တော်ပြောရအောင်ဖျားခင်ပြင်ဆင်တော်မူသောလက်နက်စုံဖျားခင်ပြင်ဆင်တော်လက်နက်စုံကိုဝတ်ဆောင်ရမှာဖြစ်တယ်နော်ဖျားကကျွန်တော်တို့ကိုအသုံးပြုရတဲ့ဝတ်ဆောင်စေခြင်းတယ်ပြောရအောင်ဝတ်ဆောင်စေခြင်းတယ်အာမင်ဒါဆိုရင်ကျွန်တော်တို့ကဖြောင့်မတ်ခြင်းရုပ်တစားကိုဘယ်လိုဝတ်ဆောင်ရမလဲဆိုတော့ဖြောင့်မတ်ခြင်းပါရမီဆိုတဲ့အရာနော်ဒီမှာဆရာကြီးယူဒတန်ပြောတဲ့အရာကအရင်ကောင်းတာဖြစ်တယ်အခန်းငယ်14မှာကျွန်တော်ဖတ်ကြည့်အောင်အေဖက်6:14တစ္ဆာတည်းဟူသောခါဘန်ကိုစီးလျက်ဖြောင့်မတ်ခြင်းပါရမီတည်းဟူသောရင်ဥဒ္ဒစာကိုဝတ်ဆင်လျက်တဲ့ဖြောင့်မတ်ခြင်းပါရမီလို့ပြောတဲ့အခါမှာပါရမီလို့ပြောတဲ့အခါမှာနော်မြန်မာလူကြရင်ဒီပါရမီဆိုရဲ့အတိတ်ပဲကကျွန်တော်တို့ရဲ့လှုပ်ဆောင်နိုင်ခြင်းမဟုတ်တစုံတယောက်ကပါရမီဖြည့်ပတ်ဆိုကျွန်တော်ကြားဘူးမှာပဲเนาะကဲကျွန်တော်ပြောမှဆိုရင်လင်းနဲ့မယားเนาะယူကြတယ်ဟာသူကငါ့ရဲ့ပါရမီဖြည့်ပတ်ပဲဖြစ်တယ်เนาะပါရမီလို့ပြောတဲ့အခါမှာဂုဏ်ကျေးဇူးတွေအများကြီးရှိရဖြစ်တယ်เนาะပါရမီမှာเนาะပေကန်စွန့်ကျဲတဲ့ပါရမီရှိတယ်เนาะလို့မဆိုဒီမှာအခုဒါနပါရမီပေါ့เนาะမြန်မာလိုပြောလို့ရှိရင်เนาะဒါဝေါဟာရနဲ့ပေါ့เนาะတီလပါရမီရှိတယ်เนาะအများကြီးပဲပါရမီထဲမှာဝိရိယပါရမီသစ္စာပါရမီအများကြီးရှိတယ်ဒါပေမဲ့ဖျားကကျွန်တော်တို့ကိုဖြောင့်မတ်ခြင်းဆိုတဲ့ယေရှုခရစ်တော်ရဲ့ပါရမီကိုကျွန်တော်တို့ကိုဝတ်ဆင်စေခြင်းတယ်အာမင်ပြောယေရှုခရစ်တော်ရဲ့ပါရမီယေရှုခရစ်တော်ကသူ့ရဲ့အသက်ကိုပေးတယ်เนาะပါရမီပြည့်စုံတဲ့စွန့်ကြဲပေးကမ်းတာဖြစ်တဲ့ယေရှုခရစ်တော်ကဒါဆိုကျွန်တော်တို့ကဒီရင်ဥဒ္ဒစာဖြစ်တဲ့ပါရမီကိုဖျားက
ကျွန်တော်တို့ရဲ့နေ့ရက်စဉ်တိုင်းအသက်တာမှာဝတ်ဆင်ဖို့အတွက်အလိုတော်ရှိရဖြစ်တယ်အာမင်ပြောနေ့ရက်စဉ်တိုင်းအာမင်ကျွန်တော်ခုနကဒီအရင်ပတ်မှာကျွန်တော်တို့ဝင်ငှခဲ့တဲ့တစ္ဆာဟူသောခါဘန်ကဖခင်ရဲ့ဂရုဏာမကုန်ခန်းနိုင်ကိုကျွန်တော်ခံစားရတာဖြစ်တယ်အဲ့ဒါနဲ့မပြီးသေးဘူးနောက် next level ဖခင်ကပြောတယ်လဲဆိုတော့ဖခင်ရဲ့ဂရုဏာတော်ကိုခံပြီးတော့ဖခင်ရဲ့ဖြောင့်မတ်ခြင်းပါရမီနဲ့ကျွန်တော်တို့အမြဲတမ်းနေ့စဉ်အသက်ရှင်ဖို့လိုတယ်အာမင်ကျွန်တော်တက်တာထဲမှာဖခင်ကခွင့်လွတ်တယ်ဒီတိုင်းပဲဖခင်ရဲ့ဂရုဏာတော်ကိုအမြဲတမ်းအစင်မပြတ်ခံယူပြီးရဲ့နောက်ပိုင်းမှာဖခင်ကဖြောင့်မတ်ခြင်းပါရမီပေးခြင်းတည်းရဲ့ဟာလေလုယာအာမင်ဒါဆိုရင်ဖြောင့်မတ်ခြင်းပါရမီရဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ daily life bread of life ဖြစ်တယ်ပြောအောင် bread of life နော်ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်ဖို့အတွက်ဘုရားကဖြောင့်မတ်ခြင်းပါရမီတင့်ကိုပေးခြင်းတယ်ပြောငါယူနာတော်ခံရတော်သူဖြစ်တယ်နောက်တစ်ခုကငါကဖြောင့်မတ်ခြင်းနဲ့အသက်ရှင်တဲ့သူဖြစ်တယ်အာမင်ဒါ next level နံပါတ်2ခုမြောက်ကဖြောင့်မတ်ခြင်းနဲ့အသက်ရှင်တဲ့သူဖြစ်ရမယ်ဒါဆိုဖြောင့်မတ်ခြင်းကဘယ်သူဖြစ်လဲဆိုကျွန်တော်နှုတ်ကပတ်တော်ကနေကျွန်တော်ဖတ်ကြည့်အောင်နော်စာလံအခန်းကြီး15အခန်းငယ်1ကိုကျွန်တော်ဖတ်ကြည့်အောင်ထိုသူကနော်ဒါမြမစံမီနဲ့ကျွန်တော်ဖတ်မှာဖြစ်တယ်ထိုသူကအပြစ်တင်စရာမရှိအောင်အသက်ရှင်ရှောက်လန်းတော်သူဖြောင့်မတ်စွာပြုကျင့်တော်သူမိမိစိတ်နှလုံးမှတစ္ဆာစကားကိုပြောဆိုတော်သူနော်ဒါမြမစံမီမှာဖြောင့်မတ်ခြင်းနဲ့အသက်ရှင်တဲ့သူကအပြစ်လုံးဝမရှိတော့ဘူးအပြစ်တင်စရာအခွင့်မရှိတော့ဘူးအာမင်ဒါဆိုကျွန်တော်တို့ကဘုရားရဲ့ဂရုဏာတော်ခံပြီးသွားတဲ့အခါမှာဘုရားကကျွန်တော်တို့ကိုဖြောင့်မတ်ခြင်းအမွေကိုအပိုင်ပေးတာဖြစ်တယ်ဒါဆိုကျွန်တော်တို့ကဖြောင့်မတ်ခြင်းနဲ့ရှောက်လန်းတဲ့သူကနံပါတ်1အပြစ်တင်စရာမရှိအောင်အသက်ရှင်ရှောက်လန်းတဲ့သူဖြစ်တယ်အာမင်ပြောငါအပြစ်တင်စရာမရှိတော့ဘူးအာမင်သူများရဲ့ကိုယ်ကိုအပြစ်တင်လဲကိုကဖြောင့်မတ်ခြင်းဆိုရဲ့ပါရမီတီဟူသောယုံတစားကိုကျွန်တော်ဝတ်ဆင်ထားတဲ့အခါမှာသူများဘလို့ကိုယ်ကိုအပြစ်ပြောစေကိုယ်ကိုမကောင်းမမြင်တော့ဘူးအာမင်ကိုကလည်းသူများပေါ်လဲမကောင်းမမြင်တော့ဘာကြောင့်လဲကျွန်တော်တို့ရဲ့အသက်တာထဲမှာယေရှုဆိုတဲ့အရာကိုကျွန်တော်ရဲ့နှလုံးသားထဲမှာနော်ကျွန်တော်တို့ရဲ့အသက်တာတစ်ခုလုံးမှာအပ်နှံလိုက်တာဖြစ်တယ်အဲ့ဒါကတင်ဟာဖြောင့်မတ်ခြင်းပါရမီယုံတစားကိုဝတ်ဆင်တာဖြစ်တယ်အာမင်ကျွန်တော်အဝတ်အစားတွေအမျိုးမျိုးရှိရပေါ့နော်ဥပမာဆိုစစ်သားတွေဆိုရင်သူတို့ဝတ်ရမယ့်အရာကနော်ဂျီကာဝတ်စုံဝတ်တယ်နော်သူတို့ကြည်စံထိလဲကြည်စံသူတို့နော်ကြည်စံထိမိရင်လဲသူတို့ကပါလဲအထဲမှာဘာမှမဖြစ်ဘူးလုံခြုံတယ်ကွဲကားဆိုနော်ကွဲကားချင်းပေါ့နော်ဖြစ်တယ်နောက်ယောမစစ်သားတွေလည်းတန်ချက်ဝတ်စုံဝတ်တယ်နော်ဓာတ်တွေခုတ်ရင်လည်းပြောဆိုအနာမဖြစ်ဘူးနော်တွေးလည်းမထွက်ဘူးဒါကြောင့်မို့ဘုရားကကျွန်တော်တို့ရဲ့အသက်ရှင်ရှောက်လန်းတဲ့အခါမှာလူတွေနဲ့ကျွန်တော်တို့အပြစ်တင်ခြင်းမရှိဘဲနဲ့ဘုရားရဲ့သစ္စာစကားဘုရားရဲ့ဂရုဏာတော်ကိုခံပြီးတော့ယေရှုခရစ်တော်အပြည့်ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်ဖို့အတွက်ဘုရားလိုတော်ရှိရဖြစ်တယ်အာမင်ခါကြကျွန်တော်တို့ဟာဖြောင့်မတ်ဖို့အတွက်ကျွန်တော်လုံးယူလို့မရအောင်ပြောအောင်ဖြောင့်မတ်ဖို့အတွက်ကျွန်တော်လုံးယူလို့မရအောင်နော်စာလံ15အခန်းငယ်1မှာဖြောင့်မတ်သောအကျင့်တရားတော်အမှုကိုပြုကျင့်၍တစ္ဆာစကားကိုစိတ်နှလုံးပါလဲပြောထားတော့ဒါနော်ဇာတိယုဒတန်လို့ဖတ်ထားတာဖြစ်တယ်ဖြောင့်မတ်သောအကျင့်ဖြောင့်မတ်တယ်ဆိုတာအကျင့်ပါတယ်အကျင့်ရှိတာဖြစ်တယ်နော်လူအမျိုးမျိုးသောအကျင့်ဖြောင့်မတ်ဖို့အတွက်ကောင်းဖို့အတွက်နော်ငါမှန်တယ်ငါပြောရမှန်တယ်ငါလုပ်တာမှန်တယ်ဆိုတဲ့ဖြောင့်မတ်တဲ့အကျင့်တွေနဲ့ဖျားကိုတော့တွန်းဝင်ချစ်ကြဒါပေမဲ့အဲ့ဒါကဖြောင့်မတ်ခြင်းတမန်တရားထဲမှာအဲ့ဒါဖြောင့်မတ်ခြင်းဆိုတာတကယ်ဖြောင့်မတ်ခြင်းမဟုတ်ဘူးဖြစ်တယ်တမန်တရားတွေကဖြောင့်မတ်ခြင်းကဘာလဲဆိုတော့ကျွန်တော်တို့ယောမဩဝါဒစာအခန်းကြီး3အခန်းငယ်21ကနေဖတ်ကြည့်အောင်နော်ယောမ3ယာမစာခပါပါယခုမူကားပညတ်တိကျမ်းနှင့်အနာဂတ်ကျမ်းတို့သည်တတ်သိခံတည်နှင့်အညီပညတ်တရားနှင့်မဆက်ဆိုင်သောဖျားခင်ဖြောင့်မတ်ခြင်းတရားသည်ဟူသောယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ယုံကြည်သောသူအပေါင်းတို့အဖို့ထိုသူအပေါင်းတို့ပေါ်တက်ရောက်သောဘုရားသခင်ဖြောင့်မတ်ခြင်းတရားသည်ထင်ရှားခဲ့ပြီးခြားနာခြင်းအလင်းမရှိတဲ့ဒါဆိုယေရှုခရစ်တော်ကကျွန်တော်တို့ကိုဖြောင့်မတ်စေရဖြစ်တယ်ကျွန်တော်တို့ဖြောင့်မတ်ကျွန်တော်တို့လို့ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ဖြောင့်မတ်တော်သူဖြစ်တယ်အဲ့ဒါကသင်ကဖြောင့်မတ်ခြင်းပါရမီကိုရရှိတော်သူဖြစ်တယ်ဒါဆိုရင်ယေရှုခရစ်တော်ကိုကျွန်တော်တို့ယုံကြည်ပြီးဖြောင့်မတ်ပြီးဆိုရင်ဒီတိုင်းသွားဖို့နော်အသက်ရှင်လျှောက်လန်းတဲ့အခါမှာဒီတိုင်းပဲကျွန်တော်တို့နေဖို့လိုတာမဟုတ်ဘူးယေရှုနဲ့တူလျှောက်လန်းခြင်းပြောယေရှုနဲ့တူလျှောက်လန်းခြင်းယေရှုနဲ့တူလျှောက်လန်းတဲ့သူကဘယ်တော့မှစိတ်မစင်ရဘူးအာမင်ယေရှုနဲ့တူလျှောက်လန်းတဲ့သူကပြဿနာထဲမှာလည်းအောင်မြင်တဲ့အသက်တာရတယ်ယေရှုနဲ့တူလျှောက်လန်းတဲ့သူကကိုတောင်းတဲ့အဖြေထက်ဖျားပေးတဲ့အဖြေကိုတာရွေးနှစ်သက်တာဖြစ်တယ်အာမင်ကျွန်တော်တို့လိုချင်တဲ့အရာတောင်းတယ်ဖျားပေးတယ်ဒါပေမဲ့အဲ့ဖျားကတင်းတို့လိုချင်တဲ့အရာကိုလည်းပေးတယ်ဒါပေမဲ့အဲ့ထက်ကောင်းတဲ့အရာကိုလည်းဖျားပြည့်စင်ပေးထားလို့ဆိုတော့တင်းတို့ယုံကြည်ဖို့အတွက်ဖျားလိုလို့ရှိတယ်ဘာကြောင့်လဲတင်းဟာဖြောက်မှတ်တော်သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်
ခါကြကျွန်တော်တို့ကဖျားတောင်းတယ်ဟာငါဖျားတောင်းတယ်ဖျားငါ့ကိုမပေးဘူးငါစုမတောင်းလို့ဖြစ်တယ်နော်ငါတခုခုငါလိုအပ်လို့ဖြစ်တယ်အဲ့ဒီအရာတွေခဏထားလိုက်အောင်အဲ့ဒီအရာတွေခဏလောက်နော်ကျွန်တော်တို့ဖယ်ထားလိုက်အရင်ဆုံးပါလဲဆိုယေရှုကငါ့ကိုဖြောင့်မတ်စေပြီဒါကြောင့်မို့ကျွန်တော်တောင်းတယ်ဖျားကကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းကိုမကြည့်ဘူးယေရှုခရစ်တော်ကိုယုံကြည်ရဲ့သူကိုဖြောင့်မတ်တော်သူဖျားကတတ်မှတ်တာဖြစ်တယ်အာမင်ဒါဆိုကျွန်တော်တို့ကဖျားရဲ့ဖြောင့်မတ်ခြင်းတရားကထင်ရှားခဲ့ပြီလောကထဲမှာအသေးခံတဲ့သုံးရင်မြောက်တဲ့မှာရှစ်ပြထားမြောက်တယ်အဲ့ဖြောင့်မတ်ခြင်းတရားကိုကျွန်တော်ဘယ်တော့မှမမေ့ဖို့လိုပဲပြောဘယ်တော့မှမမေ့ဖို့လိုပဲအာမင်ကြည့်ပညတ်တိကျမ်းနဲ့အနာဂတ်ကျမ်းတို့တတ်တိခံနေနေညီတယ်နော်ပညတ်တရားကတတ်တိခံနေဖြောင့်မတ်တော်သူတယောက်မှမရှိနော်အနာဂတ်ကျမ်းနောက်လည်းဖြောင့်မတ်တော်သူလည်းရှိမှာမဟုတ်ဘူးဒါပေမဲ့ဘုရားကဒီပညတ်တရားနဲ့မဆက်ဆိုင်တဲ့ဘုရားသခင်ဖြောင့်မတ်ခြင်းနဲ့ပြောမှဆိုရင်ကျွန်တော်တို့တခုခုလှုပ်လိုက်လို့ဘုရားကကျွန်တော်တို့ကိုနော်ကောင်းကြီးပေးတာမဟုတ်ဘူးယေရှုကြောင့်ပဲဘုရားကကောင်းကြီးပေးတာအာမင်ဥပမာဆိုကျွန်တော်တို့ကဘယ်အရာပဲလုပ်လို့ယေရှုအားဖြစ်လို့ရမယ်ပြောဘယ်အရာဖြစ်လုပ်လို့ယေရှုကြောင့်လုပ်ရမယ်အာမင်ယေရှုအားဖြစ်လို့ရမယ်ကျွန်တော်အလူငွေထက်ကအစဆုတောင်းတာအစနှုတ်ကပတ်တော်ဖက်အစယေရှုခရစ်တော်ကြောင့်ကျွန်တော်ဖက်တာဖြစ်တယ်အာမင်ဒါကြောင့်ခါကျကျွန်တော်တို့ကဆုတောင်းထဲမှာယေရှုပျောက်သွားတယ်ဖြောင့်မတ်ခြင်းယုံတစားပျောက်သွားတယ်ဘုရားကအဲ့လိုမဖြစ်စေချင်ဘူးတို့တို့မဖြစ်ရအာမင်ဖြောင့်မတ်ခြင်းဆိုတဲ့ယေုံတစားကတင့်ထဲမှာရှိတယ်အဲ့ဒါကဘုရားနှုတ်ကပတ်တော်တင့်ထဲမှာကြားရောက်လာပြီဖြစ်တယ်တင်ဘာလို့ပို့လဲငါဖြောင့်မတ်တော်သူဖြစ်တယ်ဘုသူအားဖြစ်တယ်ယေရှုအားဖြစ်ဒီအရာကိုနေ့စဉ်အသက်ရှင်ရှောင်လန်းတဲ့အခါမှာယေရှုရဲ့လှုပ်ပေးခြင်းအရာတင့်တက်တာထဲမှာအပင်ပေါက်ပြီးအတီးတီးလာမှာဖြစ်တယ်အာမင်ဒါကြောင့်မို့ဖြောင့်မတ်ခြင်းလို့ပြောတဲ့အခါမှာပါရမီဖြစ်တယ်ပြောပါရမီဆိုတာကျွန်တော်တို့ရဲ့အသက်ရှင်နေထိုင်မှုပြောရဲခုနကကျွန်တော်နံပါတ်1အနေနဲ့ပြောတယ်ကျွန်တော်တို့ရဲ့အသက်ရှင်နေထိုင်မှုဖြစ်တယ်เนาะအပြစ်တင်စရာမရှိအောင်အသက်ရှင်ရှောက်လန်းတဲ့သူဖြစ်တယ်ဒါပေမဲ့တစ်ခါကျကျွန်တော်တို့ကလူတယောက်ပြောလိုက်ရင်ကိုယ့်ကိုအပြစ်တင်လို့ခံစားရတယ်ဆိုဖြောင့်မတ်ခြင်းနဲ့တင်အမြဲတမ်းအောင်မရမှာဖြစ်တယ်အာမင်ဖြောင့်မတ်ခြင်းနဲ့ပြန်ပြီးတင်ဝတ်ဆင်ရမှာဖြစ်တယ်ပြောအောင်ဖြောင့်မတ်ခြင်းကိုအမြဲတမ်းဝတ်ဆင်မယ်လူတွေငါ့ပေါ်အပြစ်တင်ရင်လေယေရှုကငါ့ကိုအပြစ်လုပ်ပြီအာမင်ယေရှုကငါ့ကိုမဆတယ်ဆိုတဲ့ဖြောင့်မတ်ခြင်းနဲ့သွားပါဟာလေလုယာဥပမာဆိုရင်ကျွန်တော်တို့เนาะဖြောင့်မတ်ခြင်းလို့ပြောတဲ့အခါမှာယေရှုခရစ်တော်ကเนาะလဝါးကားထဲမှာအသေးခံတဲ့အခါမှာယေရှုရဲ့เนาะဒီနှစ်ဖက်လုံးမှာเนาะဓမြနဲ့တခိုးရှိတယ်တခိုးကြတော့သူကသူ့ရဲ့ဖြောင့်မတ်ခြင်းနဲ့ယေရှုကိုမပြောဘူးเนาะသူကဘာလဲဆိုယေရှုရဲ့ဖြောင့်မတ်ခြင်းကိုအမိပြုပြီးတော့သခင်ကိုရောကျွန်တော်ကိုမမေ့ပါနဲ့เนาะကိုရောဖျားရဲ့ခင်သားတော်ဖြစ်တယ်တောင်းဆိုတယ်เนาะယေရှုခရစ်တော်ကယနေ့ပဲတင်းတဲ့သူပါရတိသူ့ပုံမှာရှိရဲဆိုဒါဆိုသူ့တက်တာထဲမှာတကူကသူ့မှာမျောလင့်ချက်မရှိတော့ဘူးသူဘာမှလုပ်လို့မရဘူး surrender life နဲ့ယေရှုကိုအံ့လိုက်တယ်အဲ့ဒါကဘာလဲဆိုဖြောင့်မတ်ခြင်းပါရမီဖြစ်တယ်အာမင်ယေရှုရဲ့လုပ်ပေးခြင်းပါရမီကိုအဲ့တကူကသူကမြင်တယ်ယေရှုအမှုပြုရဲ့အရာကြီးမြင်တယ်ယေရှုနော်နမိတ်လက္ခဏာပြုရမြင်တယ်ယေရှုကအသက်လမ်းခိတမတရားပြသူအဲ့ဒီနှုတ်ကပတ်လို့သူကြားတယ်ဒါပေမဲ့ तू ကအပြစ်ပြုနေတဲ့သူဖြစ်တယ်နော်သူမှာမျောလင့်ချက်ကင်းမဲ့တယ်ဒါပေမဲ့ယေရှုရဲ့ဖြောင့်မတ်ခြင်းကို तू ကမြင်တွေ့ပြီးတော့ယေရှုကိုအံ့နလိုက်တဲ့အခါမှာအဲ့တခုကယေရှုခရစ်တော်နဲ့ပါရဒိတုပုံမှာယနေ့တောင်ထာဝရရှိရဖြစ်တယ်အာမင်ဒါကြောင့်ဖြောင့်မတ်ခြင်းပါရမီဆိုတဲ့တကူကတင့်တက်တာထဲမှာအလုပ်လုပ်ပါစေတင့်ကိုလူတွေမြင်ပြီးတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့ဖြောင့်မတ်ခြင်းပါရမီမြင်ပါစေအာမင်ဟာလေလုယာကြောင့်မို့ကျွန်တော်တို့ကတောင်းဆိုတက်ရမယ်အာမင်ပြောတောင်းဆိုတက်ရမယ်ဖြောင့်မတ်ခြင်းပါရမီကိုတောင်းဆိုခြင်းကတင်ရဖြောင့်မတ်ခြင်းပါရမီကိုဝတ်ဆင်ခြင်းဖြစ်တယ်ဒါဆိုရင်တင့်ကိုအပြစ်တင်တဲ့သူရှိတော်ညာလဲတင့်တဲ့တော့ဘယ်သူရှိလဲယေရှုကငါ့ကိုဖြောင့်မတ်စေပြီအာမင်ကျွန်တော်အသက်ရှင်ရှောင်လန်းတဲ့ခါမှာယေရှုကငါ့ကိုဖြောင့်မတ်စေပြီလို့ပြောတဲ့ခါမှာယေရှုခရစ်တော်ရဲ့တမန်တရားကတင့်တက်တာမှာအလုံးလုံးမှာဖြစ်တယ်ဒါဆိုယေရှုရဲ့တမန်တရားဘယ်လိုလုပ်မလဲဆိုယောဘရဲ့ဖြောင့်မတ်ခြင်းနဲ့ကျွန်တော်ပြန်ပြီးပြောချင်တယ်နော်ယောဘကသူ့တက်တာထဲမှာသူ့ကိုသူဖြောင့်မတ်တယ်နော်သူတတ်မှတ်တယ်ဖျားကိုသူယူသေးတယ်ဖျားရဲ့စကားနားထောင်တခုမချန်သူနားထောင်တယ်ဒါပေမဲ့သူစုံစမ်းခြင်းဘယ်နှခါကြုံရလဲဆိုတော့2ခါကြုံရတယ်ပြောဘယ်နှခါကြုံရလဲ2ခါတခုကသူ့ရဲ့စီးစိမ်ဥစ္စာအားလုံးသူနှုတ်ယူခံရတယ်နောက်တစ်ခုကသူ့ရဲ့အနာကြီးပေါက်လာတယ်အသက်တစ်ခုပဲလွတ်ယုံများပဲရှိတော့တယ်အဲ့မှာယောဘကသူ့ကိုယ်သူအပြစ်ပြန်တင်တယ်ယောဘကဖျားစကားနားထောင်လားနားထောင်တယ်ဖျားမကြိုက်တာလုပ်လားမလုပ်ဘူးနော်ဒါပေမဲ့ तू စုံစမ်းခြင်းခံရတဲ့အခါမှာ तू ကမလိုအပ်တဲ့စကားတွေမြောက်များစွာပြောတယ်
နော်ငါမမွေးရင်ကောင်းတာငါမလို့ရင်ကောင်းတာနော်ငါဒီလိုမဖြစ်လာရင်ကောင်းတာသူအများကြီးပြောတယ်နော်ဂျားထဲမှာအများကြီးပဲသူတငယ်ချင်းကသူ့ကိုပြန်ပြီးနှစ်သိမ့်လိုက်သူ့ကိုပြန်ပြီးအပြစ်တင်လိုက်ယောဘကအပြစ်ပြုရလို့ပြန်ပြီးစီရင်ကြတယ်ဒါပေမဲ့ယောဘကသူကဖះကိုမပြစ်မှာပဲနဲ့နေပေမဲ့လေသူကညူဆူတော့စိတ်ရှိရဲ့အခါမှာဖះကသူ့ကိုတနေ့ကြတော့နော်သူယောဂခံရအဲ့လောက်မကြပါဘူးနော်နှစ်ပတ်သုံးပတ်အဲ့လောက်ပဲနော်အပတ်ရည်နဲ့ဆိုရင်လပိုင်းလောက်ပဲရှိတယ်နော်ယောဘဒါပေမဲ့သူ့ရဲ့တက်တာထဲမှာသူဖះကိုမပြစ်မှာဘူးပဲသူကအမြဲတမ်းသူတိုင်တည်းကြီးဆိုရင်မှန်ပါတယ်တို့ပေမဲ့ဖះကယောဘကိုဒီစုံစမ်းခြင်းကိုဘာလို့ပေးလဲဆိုတော့ဖះရဲ့ဖြောင့်မတ်ခြင်းကိုမြင်မှုယောဘကိုပေးရဖြစ်တယ်အာမင်ပြောအောင်ဖះရဲ့ဖြောင့်မတ်ခြင်းခါကျကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းပဲနော်ယောဘကသူ့ရဲ့ဖြောင့်မတ်ခြင်းဖះကိုကိုးစားတယ်မှန်တယ်တို့ပေမဲ့ဖះကသူ့ရဲ့ဖြောင့်မတ်ခြင်းကိုယောဘကိုဉာဏ်မျက်စိဖွင့်ပေးလိုက်တဲ့ခါမှာယောဘပြောင်းလဲတာဖြစ်တယ်ဒါဆိုကျွန်တော်ဖတ်ကြည့်အောင်ယောဘဩဝါဒစာအခန်းကြီး40နဲ့ယောဘဝတ္ထုနော်ယောဘဝတ္ထုအခန်းကြီး40နဲ့မှာအခန်းငယ်1ကနေနော်အခန်းငယ်1ကနေဖတ်ကြည့်အောင်နော်ယောဘဒီထာဝရဘုရားပြန်လျှောက်ဒီကကိုတော်ဒီအလုံးစုံတို့ကိုတတ်နိုင်တော်မူကြောင်းကို၎င်းအကြံစီတော်ကိုအဘယ်သူမျှမစည်းသားနိုင်ကြောင်းကို၎င်းအကျွန်ုပ်သိပါ၏ပညာမရှိဘဲအကြံစီတော်ကိုမိုက်စေတော်သူကအဘယ်သူနည်းတို့ရာတွေအကျွန်ုပ်နားမလည်နိုင်သောအရာတို့ကို၎င်းကိုယ်တိုင်မသိအံ့ဩရမကုန်နိုင်သောအရာတို့ကို၎င်းပြောမိပါပြီနားထောင်တော်မူပါအကျွန်ုပ်လျှောက်ပါပြီအကျွန်ုပ်မေးလျှောက်သောအရာတို့ကိုတွင်တင်တော်မူပါတဲ့ကြည့်နောက်ပိုင်းကျတော့ယောဘကသူဖျားကိုကိုးကွယ်တာမှန်တယ်ဒီတိုင်းမဲ့ယေရှုနော်ဖျားကိုယုံကြည်တာမှန်တယ်ဒါပေမဲ့သူတက်တာထဲမှာဖျားရဲ့ဖြောင့်မတ်ခြင်းကိုသူနားထောင်မှုအရေးကြီးတာဖြစ်တယ်အာမင်ဖျားရဲ့ဖြောင့်မတ်ခြင်းကိုသူတွင်တင်ခံရဖို့တဲ့သူကခံယူဖို့အတွက်ယောဘနောက်ဆုံးသူနားလည်သွားတာဖြစ်တယ်အာမင်ဟာလေလုယာဒါဆိုကျွန်တော်တို့ကယေရှုကိုယုံတယ်မပြီးသေးဘူးယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာကျွန်တော်တို့ကျင့်လည်ဖို့အတွက်ဖျားလို့တော့ရှိတယ်အဲ့ဒါကဖြောင့်မတ်ခြင်းပါရမီတီးတော်ယဉ်ဥဒ္ဒစာဖြစ်တယ်ပြောအောင်ငါယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာနေမယ်အမြဲနေမယ်ကြောင့်မို့ကျွန်တော်တို့ကယဉ်ဥဒ္ဒဖြောင့်မတ်ခြင်းကိုပါရမီတော်ယဉ်ဥဒ္ဒစာလို့ပြောတဲ့အခါမှာယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာအမြဲတမ်းကျွန်တော်ယူတင်ဝတ်ဆောင်ဖို့လုပ်တယ်နော်ယေရှုကိုယုံကြည်ရဲဆိုအဲ့ယုံကြည်ခြင်းကကြားနာခြင်းဖျားရဲ့နှုတ်ကပတ်တော်ကတဆင့်ပြီးတဆင့်တစ်ကိုခေါ်ဆောင်သွားမယ်အဲ့တော့ခေါ်ဆောင်သွားတဲ့အခါမှာဖြောင့်မတ်ခြင်းဆိုတဲ့နော်ဖျားရဲ့ပါရမီယေရှုရဲ့ပါရမီယေရှုရဲ့နော်လှုပ်ဆောင်ပေးခြင်းတွေမြောက်များစွာရှိတယ်ယေရှုကျွန်တော်တို့ရဲ့အသေးခံပေးတယ်ယေရှုကျွန်တော်တို့ရဲ့နော်ဒဏ်ရာတစ်ချက်တော်အားဖြင့်ကျွန်တော်တို့အနာရောဂါပျောက်ကင်းစေတယ်ဒီအရာတွေကိုကျွန်တော်တို့ကဒီဖြောင့်မတ်ခြင်းဆိုတဲ့ပါရမီကိုကျွန်တော်ဝတ်ဆင်ဖို့လိုအပ်တယ်အာမင်အာဗြဟံကဖြောင့်မတ်ခြင်းကြောင့်ကောင်းကြီးရတယ်ယောဘလည်းထိုနည်း၎င်းပဲအခန်းငယ်၄မှာနော်ယောဘဝတ္ထုအခန်းကြီး40နဲ့အခန်းငယ်၄မှာနားထောင်တော်မူပါအကျွန်ုပ်လျှောက်ပါမည်အကျွန်ုပ်မေးလျှောက်သောအရာတို့ကိုတွင်တင်တော်မူပါတဲ့ဒါကြောင့်မို့ကျွန်တော်ဖြောင့်မတ်ခြင်းဆိုရင်ယဉ်ဥဒ္ဒစာကယေရှုရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်တို့အမြဲတမ်းတွင်တင်ခံယူဖို့လိုရဖြစ်တယ်အာမင်ဖျားစီထံကခံယူဖို့လိုရပြောအောင်ငါအမြဲတမ်းခံယူမယ်ဒါကြောင့်မို့ကျွန်တော်ဝတ်ဆင်ခြင်းကအမြဲတမ်းခံယူဖို့ဖြစ်တယ်ဟာလေလုယာအာမင်အဝတ်စားဝတ်ခံယူခြင်းဖြစ်တယ်เนาะဒါကကျွန်တော်တို့ဘယ်နေရာတော့เนาะဖျားချောင်းသွားမယ်ဆိုလဲကျွန်တော်တို့အိယာကเนาะအိယာမှာဝင်တဲ့ဝတ်စားနဲ့သွားလို့မရဘူးเนาะဒီလိုပဲပြောမှဆိုရင်တနေရာเนาะ picnic သွားမယ်ဆိုရင်လဲเนาะကမ်းခြေမှာလဲကျွန်တော်တို့ဖျားချောင်းသွားဝတ်စုံနဲ့သွားဒီလိုပဲကျွန်တော်ဖျားရဲ့အထံတော်မှာဝင်တဲ့ခါမှာယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းနဲ့အမြဲတမ်းကျွန်တော်တို့အထံတော်မှာတိုးဝင်ခြင်းကပ်ဖို့လိုတယ်ဟာလေလုယာအာမင်ဒါဆိုသင်ရဲ့ဝိညာဉ်ရေးအဝတ်အစားပြောင်းရမယ်ဒီနေ့ယေရှုရဲ့ဖြောင့်မတ်ခြင်းမှာအမြဲတမ်းလေးချက်တော်သူဖြစ်ရမယ်။ဘာပဲလားယေရှုဖြောင့်မတ်တယ်။ယေရှုအားဖြင့်ယေရှုဘာတွေပြောထားလဲနှုတ်ကပတ်တော်ထဲမှာယေရှုခရစ်တော်ကနော်ကျွန်တော်တို့အသေးခံတယ်။သူကကျွန်တော်ရဲ့တိုးထိန်ဖြစ်တယ်အသက်လန်ခိတမာတရားကောင်းသောတိုးထိန်ဖြစ်တယ်။မြောက်များစွာယေရှုရဲ့အကြောင်းကိုကျွန်တော်တို့ဖြောင့်မတ်ခြင်းဆိုတဲ့ညင်ဥဒ္ဒစာနဲ့အမြဲတမ်းခံယူဖို့လိုတယ်။အဲ့ဒါကဖြောင့်မတ်ခြင်းပါရမီကိုဝတ်ဆင်ခြင်းဖြစ်တယ်။ခါကျကျွန်တော်ဖြောင့်မတ်ခြင်းယေရှုကိုယုံကြည်ပြီးဖြောင့်မတ်ပြီးနော်ဒီတိုင်းမဲ့ယေရှုရဲ့နော်အကြောင်းယေရှုရဲ့နည်းနည်းချင်းခရစ်တော်ရဲ့နည်းနည်းချင်းဝိညာဉ်တော်နဲ့ကျွန်တော်မသွားရင်ဒါကဖြောင့်မတ်ခြင်းပါမီဆိုရင်ယဉ်ဥဒ္ဒစာကိုမဝတ်ဆင်လို့ဖြစ်တယ်။ကျွန်တော်ဖျားကတင့်ကိုဝတ်ဆင်ခြင်းတယ်အာမင်။အဲ့ဒီဝတ်ဆင်ပြီးရဲ့နောက်ပိုင်းမှာကောင်းကြီးမင်္ဂလာမြောက်များစွာရမှာဖြစ်တယ်။အာမင်ဟာလေလုယာကောင်းကြီးမင်္ဂလာဆေးလို့ရှားကြလားအာမင်။ဒါဆိုယောဘဝတ္ထုကိုသွားရအောင်။ဒီနေ့ကျွန်တော်ယောဘနဲ့အာဗြဟံကိုကျွန်တော်ဝင်ငါမှာဖြစ်တယ်။ဖြောင့်မတ်တော်သူရဲ့အသက်တာမှာဘယ်လောက်ထိကောင်းကြီးမင်္ဂလာခံစားရလဲဆိုတဲ့အသက်တာအာမင်။ဖြောင့်မတ်ခြင်းပါရမီဆိုတဲ့ယဉ်ဥဒ္ဒစာကိုဝတ်ဆင်တဲ့သူကဖခင်ရဲ့ကောင်းချီးမင်္ဂလာမြောက်များစွာခံရတာဖြစ်တယ်
စာတန်လည်းထိလို့မရဘူးဖြစ်တယ်အာမင်ကြောင့်မို့ကျွန်တော်ဝိညာဉ်လက်နက်ဆုံးမှာဒီဖြောင့်မတ်ခြင်းဒီဟူသောယဉ်ဥဒ္ဒစာပါရမီဆွဲယဉ်ဥဒ္ဒစာယေရှုခရစ်တော်ရဲ့အမှုပြုပေးခြင်းအရာအထက်မှာကျွန်တော်ကလေ့ကျက်တာဖြစ်တယ်အမြဲတမ်းအာမင်အမြဲတမ်းလေ့ကျက်တာဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနှလုံးကျွန်တော်ရဲ့အသက်ရှူတဲ့အဆုတ်တွေဒီဟာကွဲကာထားတာဖြစ်တယ်အာမင်ကျွန်တော်ရဲ့နေ့စဉ်သက်တာမှာနော်ကျွန်တော်ရဲ့အသက်ရှင်မှုကိုဘုရားကဖြောင့်မတ်ခြင်းဆိုရယေရှုခရစ်တော်နဲ့ကွဲကာပေးထားတာအဲ့ကွဲကာပေးထားခြင်းကဘာလဲယေရှုခရစ်တော်နဲ့တူရှောက်လန်းခြင်း walking with Jesus every day အာမင်သင်တို့ရရှိပါစေလာမရှာခါပါပါရေရှာခါပါပါဒါဆိုကျွန်တော်သွားကြည့်အောင်ယောဘရဲ့အသက်တာမှာအခန်းငယ်ကယောဘဝတ္ထုအခန်းကြီး40အခန်းငယ်ကတည်င်းတော်ကိုကျွန်ုပ်ဒီနားနဲ့ကြားဘူးပါပြီယခုမူကကိုတော်ကိုမျက်စိနဲ့မြင်ရပါပြီကျွန်တော်နားနဲ့ကြားပြောနားနဲ့ကြားရင်တော့ကိုဘတ်တော်ကိုယောဘက तू ကနားနဲ့ကြားပြီမယ် तू ကမျက်စိနဲ့မြင်ရတဲ့အထိအဲ့ level ထိသွားတာဖြစ်တယ်အာမင်တည့်ရဲ့မျက်စိနဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းယေရှုရဲ့ဖြောင့်မတ်ခြင်းကြောင့်သင်ကောင်းချီးမင်္ဂလာရတဲ့အထိအဲ့ level ထိဖခင်သွားစေခြင်းတယ်အာမင်ဒါဆိုသင် level ဒီမှာစုံစမ်းခြင်းမှာသင်ခြားလက်ပဲရမ်းနေတာသင်ဟာပြဿနာကြီးကြုံလာတယ်ဖခင်ရဲ့အလိုတော်တိုင်းမှာပဲယောဘလိုသင်ညီးတွားနေလားသင်ကိုဖခင်ဖြောင့်မတ်ခြင်းဆိုရဲ့ဝတ်လုံးဖြောင့်မတ်ခြင်းဆိုတာဘာမှမသင်ကိုထည့်ပေးခြင်းတယ်အာမင်ဟာအနာယောဂဖြစ်လို့နော်တင်းတက်တာထဲမှာအဲ့ခါပါလေတင်ဖြောင့်မတ်ခြင်းလို့လေပြောငါဖြောင့်မတ်ခြင်းလို့ပဲဖြောင့်မတ်ခြင်းဆိုတဲ့ပါမီဝတ်ဆင်လိုက်တဲ့ခါမှာအနာယောဂလည်းငြိမ့်တယ်နော်တင်းရဲ့ဆုံးရှုံးသွားတဲ့အရာတွေပြန်လည်ရရှိမှာဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်တို့ရဲ့ဆုတောင်းခြင်းငါတို့ဆုတောင်းလို့ငါတို့ကျမ်းစာဖတ်လို့ဆိုတာတဲ့ယေရှုအားဖြင့်ကျွန်တော်တို့ဆုတောင်းတယ်ယေရှုနာမ၌ဆွဲကိုင်ကျွန်တော်ဆုတောင်းတယ်ယေရှုအားဖြင့်ကျွန်တော်ကိုဖြောင့်မတ်စေတယ်ဆိုတဲ့ဖခင်ရဲ့ပေးခြင်းဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုတင့်ကိုပေးခြင်းတယ်ယောဘကိုလည်းထိုကဲ့သို့ဖခင်ကပေးတာဖြစ်တယ်အာမင်ယောဘကဖခင်ကိုယုံကြည်လားယုံကြည်တယ်ဒါပေမဲ့သူ့အသက်တာထဲမှာဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုပြန်ပြီးတော့တင်ယူဖို့ပြန်ပြီးတော့ဖခင်ရဲ့ဖြောင့်မတ်ခြင်းဖခင်ရဲ့ဖွင့်ပြခြင်းသူနားမလည်တဲ့အရာတွေကိုတုံတင်ပေးဖို့ဖခင်ကိုတောင်းဆိုတဲ့အခါမှာဖခင်ကသူ့ကိုမြောက်များစွာကောင်းချီးမင်္ဂလာထပ်ပေးရဖြစ်တယ်အာမင်ယောဘကအကယ်လို့သူကနော်စုံစမ်းခြင်းသူစာတန်ရဲ့စုံစမ်းခြင်းသူပထမမှာသူ့ရဲ့သားတွေရှုံးတယ်နော်ဟိုဟာအားလုံးသူဆုံးရှုံးသွားတဲ့အခါမှာသူအကယ်လို့သူဖျားကိုကိုရောရဲ့ဖြောက်မှတ်ခြင်းကိုကျွန်တော်ကိုတင်ပေးပါကိုရောကျွန်တော်ဒီຢာတွေနားမလဲကိုရောတင်ပေးပါဆိုတဲ့ဆုတောင်းချက်မျိုးနဲ့ဖျားရဲ့ဖြောက်မှတ်ခြင်းကိုယောဘလိုချင်လို့ရှိရင်ဆုတောင်းခဲ့မယ်ဆိုရင်သူအနာရောဂါလည်းဖြစ်မှာမဟုတ်စာတန်ကတခါတည်း free away ဖြစ်မှာအာမင်စာတန်ကသူစုံစမ်းလို့ရမှာမဟုတ်ဘာကြောင့်လဲကျွန်တော် key ပြောမယ်နော်အရေးကြီးတဲ့အချက်ပြောမယ်ယောဘဝတ္ထုအခန်းကြီး1ကိုကျွန်တော်သွားရအောင်အဖြေကအခန်းကြီး1မှာရှိတယ်နော်ယောဘဝတ္ထုရမရကဘာဘာဟာလေလုယာရိရှာကဘာဖျားကဖြောက်မှတ်တော်သူလို့ဘယ်သူပြောလဲယောဘကိုပြောတာဖြစ်တယ်နော်ယောဘအမိရှိသောအခန်းငယ်1ယောဘအမိရှိသောသူတယောက်သည်ဥဇပြည်၌နေ၏ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏ဘုရားသခင်ကိုကြောက်ရွံ့သောသူမကောင်းသောအကျင့်ကိုကျင့်ကိုရှောင်သောသူဖြစ်၏နော်အမှယောဘကဖြောင့်မတ်လားဖြောင့်မတ်တယ်ဘုရားကိုကြောက်ရွံ့လားကြောက်ရွံ့တယ်နော်မကောင်းတဲ့အကျင့်ကိုကျင့်လားမကျင့်ဘူးမှန်တယ်ကျွန်တော်တက်တာထဲမှာယေရှုကိုယုံကြည်ပြီးမကောင်းတဲ့အရာတွေရှောင်တယ်နော်မကောင်းတဲ့အရာတွေမလုပ်ဘူးเนาะဒီတိုင်းပဲเนาะဖျားအရှိမကြောက်ရွံ့တယ်ပုံမှန်ဆုတောင်းတယ်ပုံမှန်ကျမ်းစာဖတ်တယ်ပုံမှန်သွားတယ်ဒါပေမဲ့အဲ့ဒါမလုံလောက်သေးဘူးဘာကြောင့်လဲဖျားရဲ့ဖြောင့်မတ်ခြင်းကိုတင့်ကိုဖျားကပေးခြင်းတယ်ဟာလေလုယာဖျားကပိုရှန်စီဖျားကတင့်ကိုအထက်တင့်ကို next level ဆွဲခေါ်ခြင်းတယ်ဘာကြောင့်ကျွန်တော်တက်တာထဲမှာဟာစုံစမ်းခြင်းကြုံလာခဲ့တဲ့အဲ့စုံစမ်းခြင်းကနေဘာလို့လွတ်မြောက်တာချက်ချင်းမလွတ်မြောက်တာဖျားရဲ့ဖြောင့်မတ်ခြင်းကိုလေ့ကျက်ရမှာဖြစ်တယ်ပြောဖျားဖြောင့်မတ်ခြင်းကိုငါလေ့ကျက်မယ်เนาะအဲ့မှာဖျားကပြောတယ်နော်ထာဝရဘုရားကလည်းစာတန်ကိုပြောတယ်စာတန်ကလိုက်ရှာနေတာနော်ဘုရားကိုနီးမျိုးစုံစမ်းထာဝရဘုရားကအမှဘုရားကပြောတယ်ယောဘအကြောင်းကိုပြောလာတယ်စာတန်ကဘာမှမပြောနော်ထာဝရဘုရားကတင်းဒီအဘေရက်ကလာစာတန်ကမြေကြီးပေါ်မှာလှည့်လေအရရသွားလာခြင်းမှုတွေကလာပြန်လျှောက်ကြ၏ရဲ့ထာဝရဘုရားကလည်းငါကြုံယောဘကိုဆင်ခြင်ပြီလို့တဲ့မြေကြီးပေါ်မှာသူနဲ့သူတော်တယောက်မှမရှိစုံလင်ဖြောင့်မတ်ပေ၏ဘုရားသခင်ကိုကြောက်ရွံ့တော်သူမကောင်းသောအကျင့်ကိုကျင့်ဆောင်တော်စာတန်ကမိန့်တော်မူ၏ရဲ့ဒါဆိုဖြောင့်မတ်တော်သူလို့ဘယ်သူပြောရလဲဖျားကယောဘကိုပြောတာနော်ဒါပေမဲ့ယောဘကသူ့ကိုသူစုံစမ်းခြင်းကြုံလာတဲ့အခါမှာဖျားကသူ့ကိုဖြောက်မှတ်တော်သူတွေနဲ့တတ်မှတ်တယ်လို့ तू ဝန်ခံလားမဝန်ခံဘူးထူးဆန်းတယ်နော်ဖ
ဖျားကသူ့ကိုဖြောင့်မတ်တော်သူလို့သူတတ်မှတ်တယ်နော်ဒါပေမဲ့သူ့တတ်တာထဲမှာသူကဖျားကိုသူ့ရဲ့ဖြောင့်မတ်ခြင်းနဲ့သူနားထောင်တာမှန်တယ်ဖျားတော့ကောင်းကြီးပေးတာမှန်တယ်တို့ပေမဲ့ဖျားကသူ့ကိုဖြောင့်မတ်တော်သူတွေနဲ့တတ်မှတ်ခြင်းကိုသူလက်မခံဘူးနော်ငါမမားဘူးငါဖျားနဲ့မှန်တယ်ဒါပေမဲ့ဖျားရဲ့ဖြောင့်မတ်ခြင်းကိုသူလက်ခံတဲ့နေရာစပြီးဖျားကငါ့ကိုဖြောင့်မတ်ခြင်းကိုတရားကိုပေးတယ်ဒီဖြောင့်မတ်ခြင်းတရားကိုငါလေးချက်မိကြောင်းဖျားခင်ကျွန်တော်ကိုဖြောင့်မတ်ခြင်းတရားတွင်တင်ပေးပါဆိုတဲ့ဖျားဘက်ကလာတဲ့ဖြောင့်မတ်ခြင်းကိုယောဘကိုပေးချင်တာဖြစ်တယ်ဖျားကအာမင်ပြောဖျားကလာတဲ့ဖြောင့်မတ်ခြင်းနော်ဖျားခင်ကပြောတယ်သူ့ရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်တို့ကိုပေးချင်တယ်ပြောသူ့ရဲ့ဖြောင့်မတ်ခြင်းယောဘဝတ္ထုဖတ်လိုက်တဲ့အခါတိုင်းမှာကျွန်တော်တို့တစ်ခါကျရင်စုံစမ်းခြင်းခံရတယ်ဖျားကိုတစ္ဆာရှိပါမှန်ပါတယ်ကောင်းပါတယ်အရင်ကောင်းတယ်ဖျားကိုတစ္ဆာရှိပါစကားနာတော့အရင်ကောင်းတယ်မှန်တယ်ဒါပေမဲ့ဖျားကဂျေဇုတော်ဒီဟုတော်ဖျားခင်လှုပ်ဆောင်ပြီးယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကိုတင့်ကိုပေးခြင်းတယ်အာမင်အဲ့ဖြောင့်မတ်ခြင်းကိုသင်ရတဲ့အခါမှာတင့်တတာပြောင်းလဲသွားမယ်အဲ့မှာယောဘက तू အခန်းကြီး40နှစ်မှာနော်ယောဘဝတ္ထုအခန်းကြီး40နှစ်မှာ तू ဖျားရဲ့ဖြောင့်မတ်ခြင်းကို तू လေ့ကျက်ရမယ်ဆိုတဲ့ရောက်တိလိုက်တဲ့အခါမှာ तू မြေမုံနဲ့ပြီးတော့နောင်တရပါသည်ကိုရှောက်လေကြည့်အဲ့လောက်ဖြောင့်မတ်နော်ဖျားစကားနားထောင်ဖျားရဲ့စုတောင်းအဲ့လို तू ကနောင်တတောင်ရတယ်ဘာကြောင့်လဲ तू ကဂျေဇုတရားကိုသိသွားဂျေဇုတော်ကြောင့်ဖျားကငါ့ကိုဖြောင့်မတ်ခြင်းကိုပေးပါလားအာမင်အဲ့ဒီ level ကိုသွားရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ယေရှုယုံကြည်တယ်။ဒါပေမဲ့ယေရှုရဲ့ဖြောင့်မတ်ခြင်းတရားထဲမှာမလေ့ကျက်တဲ့အခါမှာကိုတော့တွင်တင်ပါဝိညာဉ်တော်ရဲ့လမ်းပြမှုဝိညာဉ်တော်ရဲ့ဥဆောင်မှုမခံယူတဲ့အခါမှာကျုပ်စုံစမ်းခြင်းတွေကတစ်ခုပြီးတစ်ခုဆောင်ပွဲရထပ်ပြီးလာနေ။ဒါကြောင့်ဆောင်ပွဲတစ်ခုတွေ့တိုင်းအဲ့တစ်ခုကိုသင်အောင်မြင်ပါစေ။အာမင်။နောက်ထပ်ဆောင်ပွဲမလာပါစေနဲ့။ဟာလေလုယာ။သင်တဲ့မှာတတာတဲ့မှာလိုအပ်တဲ့ချက်တွေအများကြီးရှိဒါပေမဲ့ထပ်ပြီးလိုနေရပါလဲဆိုဖြောင့်မတ်ခြင်းကိုသင်လေ့ကျက်ဖို့လိုအပ်ဖြစ်တယ်ဟာလေလုယာအာမင်စာလန်ကသူကတော့ကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းရှိရဲ့စမ်းပါပဲဟာဘယ်လောက်ခံနိုင်လဲမင်းဘယ်လောက်ကိုဖျားဘယ်လောက်ဆုတောင်းနိုင်လဲမင်းဘယ်လောက်ဖျားကိုစက္ကပ်အနံ့တယ်ဒါပေမဲ့ကျွန်တော်တို့ကယေရှုအားဖြင့်စက္ကပ်အနံ့တဲ့ခါမှာစာလန်ကနော်သူလမ်းတစ်တွင်နဲ့လမ်း9တွင်နဲ့ပြန်သွားမှာဖြစ်တယ်ဒါကြောင့်မို့ဖျားကကျွန်တော်တို့ကိုဖြောင့်မတ်ခြင်းပါရမီတူတော့ရင်ဥဒ္ဒစာကိုပေးချင်တာဖြစ်တယ်အာမင်အာမင်ဟာလေလုယာလက်ခုပ်တီးအောင်ဖျားကိုကျေးဇူးချီးမွမ်းရအောင်ခါကျကျွန်တော်တို့ကဖျားရဲ့နော်ကျေးဇူးတော်ကိုဖြောင့်မတ်ခြင်းတရားကိုကျွန်တော်တို့လေ့ကျက်ဖို့အတွက်လိုရဲအဲ့ကဖျားကပါလို့ဖြောင့်မတ်ခြင်းဆိုတဲ့ပါရမီကိုဝတ်ဆင်စေချင်တာအာမင်ဟာလေလုယာအဲ့ဒီနောက်ပိုင်းမှာအဲ့နောက်ပိုင်းမှာကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့ယောဘဝတ္ထုနဲ့ကျွန်တော်တို့ရဲ့အသက်တာကိုနော်ပြန်ပြီးစမ်းစစ်ဖို့လိုတယ်ယောဘလူဖြစ်နေလားယေရှုကိုယုံကြည်လျက်နဲ့နော်စုံစမ်းခြင်းနဲ့ခံနေရလားယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာလေ့ကျက်ပါသင်အဲ့စုံစမ်းခြင်းကိုအောင်မြင်မှာဖြစ်တယ်အာမင်ယေရှုရဲ့ဖြောင့်မတ်ခြင်းကပါကိုတော့ surrenderကိုတော့ပေးတဲ့ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်တော့မယ်အာမင်ယေရှုရဲ့အကြောင်းကိုကျွန်တော်အမြဲတမ်းမွတ်ဆိုမယ်ယေရှုရဲ့ခရစ်တော်ရဲ့နည်းနည်းခြင်းကိုကျွန်တော်ကိုဖြည့်ပေးပါခရစ်တော်ကျွန်တော်ကိုဖြစ်စေခြင်းနဲ့ကိုတော့ကျွန်တော်ကိုဖြစ်စေခြင်းတဲ့အရာကိုတွင်တင်ပေးပါကျွန်တော်မသိသေးတဲ့အရာတွေမြောက်များစွာရှိတယ်ငါတလောက်စက္ကတ်တယ်ငါတလောက်လှုပ်တယ်ဘာကြောင့်မဖြစ်လာလဲဆိုအသွေးတွေဖယ်လိုက်တင့်ကိုဖျားကဖြောင့်မတ်ခြင်းပါရမီဆိုတဲ့ယဉ်ဥဒ္ဒစာဝတ်စစ်ပေးခြင်းတာဖြစ်တယ်အာမင်ခါကျကျွန်တော်တို့ကြိုးစားတယ်ဖျားကိုဆုတောင်းတယ်အပြေရှားတယ်မဖြစ်လာရင်လည်းကုန်တိုင်ပတ်ဒါပေမဲ့ယောဘကနောက်ပိုင်းမှာသူဖျားတွင်တင်ပေးတဲ့အရာကိုသူခံယူမယ်ဆိုတဲ့အရာကို decision ဆုံးဖြတ်ချက်သူဆုတောင်းတဲ့အခါမှာသူနောင်တရသွားတယ်နောင်တဆိုတာဖျားရဲ့ဂျေဇုတရားကိုနားလည်သွားတာပြောနောင်တရခြင်းဆိုတာဖျားရဲ့ဂျေဇုတရားကိုနားလည်သွားတာဖျားရဲ့ဖြောင့်မတ်ခြင်းထဲမှာတင်ယူဖို့အတွက်နော်အမြဲတမ်းအသက်ရှင်သွားတာငါမဟုတ်တော့ကိုအသက်မရှင်တော့ယောဘကအဲ့အသက်တာရတဲ့အခါမှာဖျားကယောဘကိုမလုပ်လဲဆိုရစ်ပူစော်ဖို့ပြောတယ်နော်သူများကြီးအတွက်ဆုတောင်းပေးဖို့အဲ့မှာပြန်ခန့်လာတယ်ဖျားကဟာလေလုယာကြောင့်မို့ယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာကျွန်တော်လေ့ကျက်တဲ့အခါမှာတပါးသူတွေအတွက်ကောင်းကြီးမင်္ဂလာဖြစ်လာတယ်အာမင်တပါးသူတွေရဲ့အသက်တပါးသူဒီမှာယောဘဝတ္ထုဆိုရင်ဒီမှာဖတ်ကြည့်တဲ့အခါမှာအခန်းငယ်၈မှာနော်ဖ
ဖျားကပြောတယ်တို့ဖြစ်နွားတိခုနှစ်ကောင်နဲ့တိုးတိခုနှစ်ကိုယူပြီးလေငါကျွန်ယောဘထံတို့သွား၍မိမိတို့အဖို့မိရှုရရုပ်ကိုပူဇော်ကြလောငါကျွန်ယောဘသည်တင်းတို့အဖို့ဆုတောင်းရမည်သူ၏မျက်နာကိုငါထောက်မည်အာမင်ဟာလေလုယာကြည့်ယောဘကဖျားရဲ့ဖြောင့်မတ်ခြင်းထဲမှာနေလိုက်တဲ့အခါမှာယောဘရဲ့ကဖြောင့်မတ်တော်သူဖြစ်ပြီးယောဘဆုတောင်းတာမှန်မြတ်ဖျားကနားကြောင်းမှာဖြစ်တယ်အာမင်ဟာလေလုယာယောဘကဖျားကိုနော်စကားနားထောင်လားဖျားမကြိုက်တာလုပ်လားမလုပ်ဘူးနော်ဖျားကိုကြောက်ရွံ့လားကြောက်ရွံ့တယ်ဖျားကိုယူသေးလားယူသေးဒါပေမဲ့သူ့တတထဲမှာဖျားရဲ့ဖြောင့်မတ်ခြင်းဖျား तू မသိနိုင်တဲ့အရာရှိသေးပါလားဆိုတဲ့နော်ဖျားကသူ့ထက်နော်ဖျားရဲ့ဖြောင့်မတ်ခြင်းထဲမှာ तू ကျင်လည်ရအောင်မလားဆိုတော့ तू သိတာတဲ့အခါမှာသူ့ကိုတွင်တင်ပေးပါတဲ့နော် तू အံ့ဩသွားတယ်။အော်ဖျားရဲ့ဂျေဇုတော်ဖျားရဲ့ဖြောင့်မတ်ခြင်းထဲမှာကျွန်တော်ပြောတာထက်ဖျားရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်ပူပြီးလေ့ကျင့်ရမယ်ဆိုတဲ့ယောဘရဲ့တက်တာဖြစ်သွားတဲ့အခါမှာယောဘကိုဖျားအသုံးပြုလာတာဖြစ်တယ်။ဟာလေလုယာအာမင်။အသုံးပြုအောင်ယောဘကိုပြန်ပြီးကောင်းချီးပေးတာဖြစ်တယ်။ဒါကြောင့်မို့ခုတင်ဆုံးရှုံးသွားတဲ့ကောင်းချီးမင်္ဂလာတွေတင်ဆုံးရှုံးသွားတဲ့အချိန်တွေအားလုံးကိုဖြောင့်မတ်ခြင်းတရားနဲ့တင်ရယူဖို့အတွက်ဒီနေ့ပဲဖျားက activate လုပ်လိုက်ပြီဖြစ်တယ်။အာမင်။ဒီနေ့ပဲတင့်ကိုဖျားကအလုပ်လုပ်ပြီဖြစ်တယ်။ကြောင့်မို့တင်ဆုံးရှုံးသွားတဲ့အရာတွေမချိနဲ့တော့ငါဘာကြောင့်ဆုံးရှုံးတာလဲငါမကောင်းလို့ငါဆုတောင်းရမှာငါမဟုတ်ယေရှုခရစ်တော်အားဖြင့်ကိုတော့ကျွန်ုပ်ကိုတွင်တင်ပေးပါကိုရဲ့ဖြောင့်မတ်ခြင်းယေရှုရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်စာငတ်ပါတယ်ဆိုတဲ့ကျေးဇူးတော်ကိုလက်ခံတဲ့ဆုတောင်းခြင်းမျိုးဖျားကကြားခြင်းတယ်အဲ့ဒါကပါလေဖြောင့်မတ်ခြင်းဆိုတဲ့ပါရမီစေယုံတစာကိုတင်ဝတ်ဆင်တာဖြစ်တယ်အဲ့ဒီခါကျရင်စာတယ်လဲအားလုံးနော်အချင်းစာနဲ့ငါးနောက်လို့စုပ်တော့အားလုံးစုပ်ပြီတင်တတာမှာနော်နမိတ်လက္ခဏာမြောက်များစွာဖခင်ရဲ့အမှုပြုမဲ့အရာတွေလူတွေအတွက်ကောင်းချီးမင်္ဂလာဖြစ်စေမဲ့သူတင်းရဲ့မျက်နာကိုကြည့်ပြီးဖခင်ဆုတောင်းတောင်းနားညောင်းမဲ့အချိန်တွေဒီနေ့ပဲဖခင်ကကြားရောက်စေမှာဖြစ်တယ်ဟာလေလုယာအာမင်အာမင်ကြောင့်မို့ကျွန်တော်တို့ကအပြစ်တင်ခြင်းမရှိတဲ့သူဖြစ်သွားတယ်ယောဘသူ့ကိုအရင်တော့ကနော်အပြစ်တင်တဲ့သူတွေရှိတယ်သူ့ကိုနှစ်သိမ့်တဲ့တွေရှိတယ်သူ့အမျိုးသမီးကသူ့ကိုနော်ဖခင်ကိုကျင်ဆဲလိုက်ပါလားပြောရရှိတယ်ဒါပေမဲ့သူကအဲ့ဒီအရာတွေသူကငါမပြစ်မှားပါဘူးဆိုရပြောပဲပြောသူများကိုလိုက်ရှင်းပြမယ်ခါကြကျွန်တော်တို့ကသူများကိုကျွန်တော်တို့လိုက်ရှင်းပြတဲ့အရာတွေမြောက်များစွာရှိတယ်မရှင်းပြနဲ့ယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာဝန်ခံပြီးသွားသူများကိုရှင်းပြမယ့်အချိန်တွေနဲ့မျောတယ်ယောဘကသူများကိုရှင်းပြတယ်သူဖျားကိုကောင်းတယ်ငါဆုတောင်းတယ်ပြောနေမဟုတ်ဘူးယေရှုရဲ့ဖြောင့်မတ်ခြင်းကိုပဲသင်ဝန်ခံဖို့လိုတော့ရှိရဲ့ဖျားကအာမင်ဖျားကျွန်တော်ကိုတွင်တင်ပါကျွန်တော်ကိုလမ်းပြပါယေရှုရဲ့ဖြောင့်မတ်ခြင်းကိုတာ၍ကိုတော့ကျွန်တော်မသိသေးဘူးယေရှုခရစ်တော်ကြောင့်ကျွန်တော်သိရနည်းနည်းပဲရှိသေးတယ်ဒါပေမဲ့အဲ့ဒီအရာမှာကျွန်တော်မှွေလျော်ဖို့အတွက်ဒီကျေးဇူးတော်ကာလမှာယေရှုကကျွန်တော်တို့ကိုထင်ရှားပြပြီဖြစ်တယ်အာမင်အဲ့ဖြောင့်မတ်ခြင်းဆိုယေရှုခရစ်တော်ကသင်ရဲ့ဒီခန္ဓာကိုနော်ခန္ဓာကိုပြဝတ်ဆင်လိုက်ပြီဖြစ်တယ်ဟာလေလုယာအဲ့ဝတ်ဆင်တဲ့အခါမှာစာတန်ကမြင်ပြီးသင်ကိုဘာမှထိခိုက်လို့မရတော့အာမင်ကြောင့်မို့ယေရှုကိုယုံကြည်တဲ့သူတွေကိုကဖျားရဲ့ပေးတဲ့ဖြောင့်မတ်ခြင်းဆိုတဲ့ယေရှုခရစ်တော်ဖြောင့်မတ်ခြင်းကိုအမြဲတမ်းဝတ်ဆင်တဲ့သူတွေဖြစ်တယ်။သင်ထဲမှာရှိပြီးသားအခုသင်ထဲမှာရှိပြီးသားအရာကိုကျွန်တော်ပြောပြတာသင်မြင်ဖို့အရေးကြီးတယ်ဝိညာဉ်ထဲမှာအာမင်သင်မျက်စိနဲ့မမြင်နိုင်ဘူးဒါပေမဲ့သင်ဝိညာဉ်ထဲမှာရှိပြီးသားအရာကိုကျွန်တော်ပြောတာဖြစ်တယ်။အခုချက်ချင်းတော့ယေရှုကိုယုံကြည်ပြီးဖြောင့်မတ်ခြင်းကိုနောက်တစ်ခုတော့ဝတ်ဆင်ရမှာမဟုတ်ယေရှုကိုယုံကြည်တာနဲ့သင်ရဲ့ဖြောင့်မတ်ခြင်းကအထက်မှာရှိပြီးသားအဲ့ဖြောင့်မတ်ခြင်းနဲ့အလုံးလုံးပါဆိုတာလာပြီးနှိုးဆိုတာသင်ကိုလာပြီးသင်ကိုတိဆောက်ပေးတာဒီနှုတ်ကပတ်တော်ကအာမင်ပြောကျွန်တော်မှရှိပြီးသားဖြောင့်မတ်ခြင်းကယေရှုကိုယုံကြည်ပြီးဆိုအများကြီးတင်ထဲမှာရှိတယ်ဒါပေမဲ့ဝိညာဉ်တော်အဖြစ်တဲ့ကိုဖျားကဖွင့်ပြနေပြီဟာလေလုယာအာမင်ဒါဆိုယောဘကရှေးပြစ်ဟန်နဲ့နောက်ပြစ်ဟန်နဲ့ကောင်းကြီးမင်္ဂလာပို့ရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့တက်တာထဲမှာယေရှုကိုယုံကြည်ပြီးဖြောင့်မတ်ခြင်းနဲ့အသက်ရှင်တဲ့သူကရှေးပြစ်ဟန်နဲ့နောက်ပြစ်ဟန်တဲ့ကောင်းကြီးမင်္ဂလာပို့ရမှာဖြစ်တယ်အာမင်ယေရှုရဲ့ဖြောင့်မတ်ခြင်းနဲ့အမြဲတမ်းအသက်ရှင်နေတဲ့သူကတာ၍တိုးပွားကြွယ်ဝမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါမှတက်တဲ့အရေးကြီးတယ်ကျွန်တော်တက်တာထဲမှာတက်တဲ့အရေးကြီးကျွန်တော်ရတဲ့ပိုင်ဆိုင်ခြင်းတွေကျွန်တော်လှုပ်ဆောင်ခြင်းကျွန်တော်တို့ကြောင့်မဟုတ်ဘူးယေရှုရဲ့ဖြောင့်မတ်ခြင်းကြောင့်ရတယ်ယေရှုရဲ့ဖြောင့်မတ်ခြင်းကြောင့်ကျွန်တော်ဝန်ခံတဲ့အတွက်ဘုရားကကောင်းကြီးမင်္ဂလာပေးတာဖြစ်တယ်အာမင်ကြောင့်မို့ဖြောင့်မတ်ခြင်းပါရမီတို့ယဉ်ဥဒ္ဒစာကတင့်အတွက်ကောင်းကြီးမင်္ဂလာဖြစ်စေမယ့်အရာဖြစ်တယ်ဟာလေလုယာ
စာလကတင်းကိုထိုးနှက်လို့မရတော့တင်းရဲ့ခံစားချက်တွေနော်တင်းမှာစိတ်မှာတန်တရားစိတ်တွေထိုးနှက်ပါယေရှုရဲ့ဖြောက်မှတ်ခြင်းနဲ့အသက်ရှင်နေသူဖြစ်တယ်ဟာလေလုယာအာမင်လာမရှာခပါလာမရှာခပါဒါကြောင့်မို့ယောဘကသူဟာဖျားကိုမပြစ်မှာဘူးမှန်တယ်ဒါပေမဲ့ဖျားကိုမပြစ်မှာတာတဲ့ဖျားရဲ့ဖြောက်မှတ်ခြင်းထဲမှာခံယူဖို့အတွက်အရန်လိုအပ်တာဖြစ်တယ်အာမင်အဲ့ဒီခါကျမှတင်းရဲ့ဝိညာဉ်ရမှာမြောက်များစွာတကားတွေပွင့်လာမှာဖြစ်တယ်ပိတ်တဲ့တကားတွေအကုန်ပွင့်မယ်ဒီနေ့အာမင်ရာမရှာခပါယာမရှာခပါကြောင့်မို့ယောဘကသူစောကလေးကသူဖျားရဲ့ဖြောက်မှတ်ခြင်းတရားထဲမှာသူလေးချက်ပါမယ်ဆိုပြီးတော့ဖျားရဲ့ကျေးဇူးတော်ကိုခံယူလိုက်ရင်ချက်ချင်းဖျားကရှင်းပြန်တဲ့နောက်ပြန်ပေးမှာဖြစ်တယ်။ဒါကြရင်ဖျားကကျွန်တော်တို့ကိုစိတ်ရှိတယ်။နော် by force မလုပ်ဘူး။ by force မလုပ်ဘူးဖျားကစိတ်ရှိကြည်နေတယ်။အော်ဆူတောင်းတယ်။တောင်း။အော်ကျမ်းစာဖတ်တယ်အရန်စူးစမ်းတယ်ဟာပိတ်ကန်။ယေရှုရဲ့ဖြောက်မှတ်ခြင်းပြောင်းနေတော့ဖျားကကျွန်တော်တို့တင်ပြမှာယေရှုစီသွားပါယေရှုရဲ့ဖြောက်မှတ်ခြင်းထဲသွားပါပြောမှာပဲတင်မသိနိုင်တဲ့အရာတွေအားလုံးယေရှုအဖြစ်ငါပေးပြီးပြီအာမင်ဟာလေလုယာအဲ့ဒီကာလကဒီကာလပဲဖြစ်တယ်ယောဘဝတ္ထုကကျွန်တော်ရဲ့တက်တာထဲမှာဖြောက်မှတ်ခြင်းနဲ့ယေရှုရဲ့ဖြောက်မှတ်ခြင်းနဲ့အသက်ရှင်ဖို့အတွက်ယောဘဝတ္ထုကကျွန်တော်တို့စကားပြောနေပြီဖြစ်တယ်စာလန်ကစုံစမ်းအောင်မှာပဲစာလန်နောက်ရှောက်မှာပေါ့စုံစမ်းမှာပေါ့ယေရှုရဲ့ဖြောက်မှတ်ခြင်းမှမရှိတာဖြောက်မှတ်ခြင်းပါရမီကအဲ့အမှာမိုးစင်တာစုံစမ်းခြင်းကိုကျွန်တော်မကြော်လာထပ်ပြီးတော့ကိုယ်လည်းပြန်ညီးထွားနေအောင်မှာပဲကြောင့်မို့သင်ဟာယုံကြည်သူဖြစ်တဲ့လျောက်တင့်ကိုဖျားကဂျေဇုတော်ကြောင့်ဒီနှုတ်ကပတ်တော်ကိုဖျားကတင့်ကိုပေးပြီးဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ကကြည်တဲ့ခါမှာကိုမဖြောက်မှတ်ဘူးလို့အဲ့လိုမမြင်ပါနဲ့တရားယေရှုခရစ်တော်ပဲဖြောက်မှတ်ပြီးဖြစ်တယ်တရားယေရှုခရစ်တော်ဖြောက်မှတ်ပြီးဖြစ်တယ်โอเคနောက်တစ်ခုသွားမယ်ရီမာရှာခဘာလာစခဘာအာဗြဟံကြတော့ယောဘလို့မဟုတ်အာဗြဟံကြတော့သူကယောဘလို့မဟုတ်သင်တို့ကအာဗြဟံမျိုးနဲ့ဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့ကခါကြယောဘဖြစ်လိုက်အာဗြဟံဖြစ်လိုက်အဲ့လိုဖြစ်နေနော်အာဗြဟံမျိုးနဲ့ဖြစ်တယ်အာမန်နဲ့ယောဘလို့စက္ကန့်မယ် no ဖျားကကျွန်တော်တို့ကိုဝိညာဉ်ရမှာကျွန်တော်တို့ကိုတိဆောက်ပေးခြင်းယောဘဝတ္ထုကဘာလို့ရှိလဲဆိုတော့ယုံကြည်ပြီးတော့ဖြောင့်မတ်ခြင်းနဲ့ပြန်ပြီးတော့အသက်ရှင်ရမယ်မသိရတဲ့သူတွေအတွက်အဲ့ယုံကြည်သူထဲမှာဖြောင့်မတ်ခြင်းတရားရှိပြီးသားအရာကိုအသက်မရှင်မဲ့နဲ့စုံစမ်းကြည့်ကြုံရတဲ့အရာတွေကိုဘုရားကဖွင့်ပြတာယောဘဝတ္ထုကဒါဆိုတဲ့အချိန်မှာအဲ့လိုဖြစ်နေပြီဆိုရင်ယောဘဝတ္ထုအဖြစ်တင်နားလည်ဖို့တဲ့ဘုရားကနှုတ်ကပတ်တော်ရေးထားတာဖြစ်တယ်အာမင်အခုအာဗြဟံရဲ့ကောင်းကြီးမင်္ဂလာပြောရအောင်ဟာအာဗြဟံဆိုအရင်ကြိုက်ကြဟာအာဗြဟံကောင်းဒါပေမဲ့အာဗြဟံနဲ့သူလည်းဘုရားရဲ့စကားကိုယုံကြည်ခြင်းနဲ့နားထောင်တာသူအချင်းတစ်ခုမှမပေါ့ပြောမှဆိုရင်ဘုရားပြောတဲ့အရာကိုသူလိုက်လုပ်တာဘုရားကို focus ထားတာကြည့်ယောဘကဘုရားကို focus ထားဖို့သူပျောက်သွားတယ်ဒါပေမဲ့အာဗြဟံသူ focus ထားပြီးပြန်ရောက်သူကောင်းချင်မလားမြောက်များစွာရတယ်နော်ယောဘက focus ဘုရားကိုပျောက်သွားတယ်သူကသူ့ဘက်ကနေဘုရားကိုလုပ်တဲ့အရာလည်းပဲပြောတယ်ဒါပေမဲ့အခုအာဗြဟံကြတော့ဘုရားကို focus ထားပြီးဘုရားဘက်ကလုပ်ပေးတဲ့အရာကိုသူမျှော်လင့်တယ်အာမင်အဲ့ဒီ level ကိုဘုရားကသွားစေချင်တယ်အာမင်ခုနကကျွန်တော်ရှင်းထုတ်ပေးနေတယ်တို့ဝိညာဉ်ရမှာယောဘလိုစုံစမ်းခြင်းကြုံရတယ်တစ်ခုပြဿနာတစ်ခုပြီးတစ်ခုကြုံရတယ်ဒါကဖြောက်မှတ်ခြင်းနဲ့တင့်ကိုဖျားပေးပြီအခုကတင်ကအာဗြဟံရဲ့မျိုးနွယ်ဖြစ်တယ်အဲ့ level ကိုကျွန်တော်တင့်ကိုနယ်ပယ်ထဲကိုဖျားခေါ်သွားနေပြီဖြစ်တယ်ဝိညာဉ်တော်ခေါ်သွားနေပြီဖြစ်တယ်အာမင်ဒါဆိုကျွန်တော်တို့နှုတ်ကပတ်တော်ဖတ်ကြည့်အောင်အာဗြဟံရဲ့ဖြောက်မှတ်ခြင်းကပ္ပဦးကျမ်းခန်းကြီး15ခန်းငယ်6ရီမာရှာခပါရေရှာခပါပါကျွန်တော်အလုံးဖတ်ကြည့်အောင်အာဗြဟံဒီထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ဝါဘယ်သူကိုယုံကြည်လဲအာဗြဟံကထာဝရဘုရားကိုယုံကြည်တာဘုရားကသူ့ကိုစကားလာပြောတယ်သူယုံကြည်တယ်ယောဘအသက်တာမှာဘုရားစကားလာပြောတယ်သူမိကိုပြန်ထုတ်တယ်ယုံကြည်ခြင်းဆိုတာမိကိုမရှိဘူးပြောရနေတာပဲတွေးတောခြင်းမရှိဘူးရှင်ကဩဝါဒစာခန်းကြီး1မှာပါတယ်တွေးတောခြင်းမရှိဘူးဒါဆိုယုံကြည်ခြင်းကဖြောက်မှတ်ခြင်းကိုဖြစ်စေတယ်အာမင်ကြည့်ယုံကြည်ရတဲ့ဘာကြောင့်ယုံကြည်လဲဆိုတော့အာဗြဟံကဖျားကိုဘာကြောင့်ယုံကြည်လဲဖျားရွေးကောက်တဲ့အရာကိုသူနားလည်သွားလို့ဖြစ်တယ်ဖျားကသူ့ဖွင့်ပြလိုက်တာအဲ့ဖွင့်ပြခြင်းကတင့်စီမှာအခုရောက်နေပြီအာမင်ဒီတော့ဆိုရင်နော်ဖ
ဖျားစကားကိုကြားပြီးတော့နာမခံတဲ့သူမြောက်များဆိုတာရှိတယ်ဒါပေမဲ့ဖျားကအာဗြဟံကဲ့သို့သောအသက်တာကိုတင့်ကိုပေးခြင်းတယ်အာဗြဟံကဲ့သို့သောယုံကြည်ခြင်းရဲ့ဖခင်အဲ့ဒီအရာကိုတင့်ကိုအန်လောင်းလုပ်စေခြင်းတယ်ကျွန်တော်ဖတ်ကြည့်အောင်ယောမဝါဒစခန်းကြီး၄ခန်းငယ်1ကနေ8ယောမ4 1ကနေ8ရာဘာရီရှိပြီဒီ8မှာကျွန်တော်အစအဆုံးတစ်ခေါက်လောက်ဖတ်ကြည့်အောင်ထို့တို့ဖြစ်လေငါတို့အဘအာဗြဟံသည်ဇာတိပဂတိအားဖြင့်အဘယ်အကျိုးကိုရသည်အာဗြဟံသည်အကျင့်အားဖြင့်ဖြောင့်မတ်ရာတို့ရောက်သည်မှန်လေဝါကြားစရာအကြောင်းရှိ၏ဘုရားသခင်ရှေ့တော်၌ထို့တို့မဟုတ်ကျမ်းစာ၌အဘယ်တို့လာသည်အာဗြဟံသည်ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏โอเคဒီလောက်နော်နောက်ကျွန်တော်ဆက်ဖတ်မယ်တစ်ကနေ3မှာကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းနဲ့ဝါကြားစရာမရှိတော့ဖြောင့်မတ်ခြင်းဆိုတဲ့ပါမီတင်အခုယေရုတစာကိုတင်ဝတ်ဆင်နေတဲ့သူဖြစ်တယ်ငါကြောင့်မဟုတ်ဘူးယေရှုကြောင့်ပြောယေရှုကြောင့်ယေရှုကိုအမြဲတမ်းဘုံပေးပါအာမင်ကျွန်တော်စားနိုင်တဲ့တောက်နိုင်တဲ့ယေရှုခရစ်တော်အဖြစ်ဖြစ်တယ်ယေရှုရဲ့ဖြောင့်မတ်ခြင်းကြောင့်ဘုရားကကျွန်တော်တို့ကိုအပြစ်ဒဏ်မစီရင်ခြင်းဖြစ်တယ်အာမင်ဟာလေလုယာအဲ့ဒါကဖြောင့်မတ်ခြင်းဆိုယေရုစာနေ့တိုင်းဝတ်ဆင်ရမယ်တခုခုကြုံရင်လည်းယေရှုငါအတွက်လုပ်ပေးပြီးသွားပြီအာမင်တခုခုကြုံရင်လည်းကျွန်တော်ယေရှုအဖြစ်ယေရှုနာမ၌အကျွေးကြေပြီယေရှုနာမ၌ကျမ်းပါပြီဒီအရာကဖြောင့်မတ်ခြင်းဆိုရဲ့ယေရုတစာဖြစ်တယ်ကျွန်တော်ရဲ့အချစ်အဖြစ်တစ်ခုမှမပါဘူးအာဗြဟံကဖျားပြောတဲ့အရာကိုသူလုပ်တယ်နော်သူ့ကိုတားပေးတယ်သူယုံကြည်တယ်ရတယ်သူစီရောက်လာသူ honor လုပ်တယ်ကောင်းတယ်အာဗြဟံရဲ့အချက်ကဘာလဲဆိုတော့သူကဖျားကိုသူ့ဘက်ကနေနော်လုပ်ပေးတာတခုမှမရှိခဲ့ဘူးသူရဲ့အမျိုးသမီးနော်စာရဲပေါ့နော်စာရာနော်အပိလမတ်တိမ်သွားတယ်သူ့ညီမတို့သူလိန်ပြောတယ်ကြည့်အကျင့်နဲ့ဆိုအာဗြဟံကတစက်မှမကောင်းယောဘကြည့်လိုက်အကျင့်ဆိုအရင်ကောင်းတယ်လုံးဝမလိမ်ဘူးဖျားရှိမှဖြောင်းမှတယ်ဒါပေမဲ့ तू ဘာလို့စုံစမ်းခြင်းခံရလဲကွာတယ်နော်ဒါပေမဲ့အာဗြဟံက तू စုံစမ်းခြင်းခံရပေမဲ့လေဖျားကသူ့ကိုကယ်လို့တယ်ဘာကြောင့်လဲအာဗြဟံက तू ကဖျားရဲ့ဖြောင်းမှခြင်းထဲမှာနေလို့ဝေါအာမင်ဖျားရဲ့ဖြောင်းမှခြင်းထဲမှာ तू ကဖျားကိုပုံဝတ်လိုက်တာဖျားကောင်းကိုလုပ်ပေးမယ်ဖျားကောင်းကိုလုပ်ပေးမယ်ဖျားကောင်းကိုမားစားမယ်အဲ့ဒီထဲမှာပဲနေရအဲ့တော့ तू လိန်ပြောတယ် तू အကျင့်မကောင်းလားမကောင်းဘူးနော်ညီကြည့်မိန်းမကိုညီမလဲကျွန်တော်နော်ဆရာမပေးပြီးကျွန်တော်မိန်းမကိုညီမလို့လေဘယ်လောက်ထိဟိုဖြစ်မလဲစဉ်းစားကြည့်နော်ဒါဥမာပြောပြတာနော်ကိုသားသမီးကိုလည်းငါသားသမီးမဟုတ်ဘူးညင်းလိုက်ဘယ်လောက်ထိဟိုဖြစ်မလဲနော်မူတာဖြူဆိုလဲမကောင်းအာဗြဟံက तू ကသူ့ရဲ့အုံနောက်ကလေတကယ်ဇာတိအုံနောက်နော်ဖျားရှိမှလုံးဝညင်ညူးတယ်ဒါပေမဲ့ तू ဟာဖျားကိုယုံကြည်ခြင်းနဲ့ तू ဟာဝန်ခံတယ်အာမင်ပဲထူတဲ့အခါမှာဖျားကသူ့ကိုလုပ်ပေးတယ်ဘာကြောင့်လဲဖျားကသူ့ကိုဖြောင့်မတ်တော်သူပဲမြင်တော့อ่ะ तू မှားတဲ့အရာကိုဖျားကပြန်ပြင်ပေးလိုက်တယ်ဝေါအာမင်ပြောအာဗြဟံမှားတဲ့အရာဖျားပြန်ပြင်ပေးတယ်တင်မှားတဲ့အရာကိုလည်းဖျားပြန်ပြင်ပေးပါစေဖျားရဲ့ဖြောင့်မတ်ခြင်းထဲမှာရှိတဲ့အခါမှာဟာလေလုယာအာဗြဟံဘာမှားလဲ तू လိန်ပြောလေမှားတယ်သူအေကုတုပြီနော်အီဂျစ်ပြည်ဒီမှာသူ့ရဲ့စာရာကိုတိမ့်တဲ့အခါမှာ तू လိန်ပြောတယ်ဒါပေမဲ့အဲ့လိန်ပြောတဲ့ຢာကိုဖျားကပါလဲအပိလမတ်နော်ဒီအေကုတုပြည်အီဂျစ်အေကုတုဘယင်ကိုနော်ဖာရောဘယင်ကိုအိမ်မက်ယူပါယုံပေးပြီးတော့ပြန်ပြီးသူတို့ကိုလွှတ်မြောက်စေတယ်ဟာလေလုယာခိုင်ကျွန်တော်အမားကိုဘယ်သူပြင်ပေးမှာလဲဖျားကပဲအာမင်တန်ရှင်တော်ဝိညာဉ်တော်ကပြင်ပေးမှာကိုမပြင်နဲ့ကိုလည်းအရင်ဖြောင်းမအောင်မကြိုးစားနဲ့ဖျားရဲ့ဖြောင်းမှတ်ခြင်းထဲမှာနေဖျားအားလုံးတာဝန်ယူမယ်အာမင်တင်လင်ခဲ့ဒီရှိတော့တင်မကောင်းဘူးတင်တွေးခဲ့ဒီရှိတော့ဖျားရဲ့ဖြောင်းမှတ်ခြင်းထဲမှာနေဖျားအကောင်းဆုံးစီစဉ်ပေးမယ်အာမင် evil turn to good ပြော evil turn to good ဖျားပေးတဲ့ဖြောင်းမှတ်ခြင်းကစိုးသွန်းတဲ့သူကိုကောင်းလို့သူဖြစ်စေတယ်ဘာကြောင့်လဲအဲ့စိုးသွန်းတဲ့သူကဖျားရဲ့ဖြောင်းမှတ်ခြင်းထဲမှာနေတာတချို့ကောင်းသောသူတွေကနော်ဟာကိုယ့်ရဲ့ဖြောင့်မတ်ခြင်းနဲ့ဖျားကိုဆက်ကတ်တယ်ဟာငါလုံနေတယ်ငါယေရှုပျောက်သွားတယ်အဲ့တော့စုံစမ်းခြင်းတွေအထက်ထက်လာတယ်မထူးဆန်းဘူးဒါကြောင့်ကျွန်တော်တက်တာထဲမှာစုံစမ်းခြင်းတွေအထက်ထက်လာမအောင်မြင်ဘူးအဖြေမရဘူးတခုခုဖြစ်နေပြီ something wrong ဒါတင်းရဲ့စူးစမ်းခြင်းနဲ့တင်သွားနေလို့ဖြစ်တယ်တကယ်ပြောတာကျွန်တော်တက်တာမှာလည်းနော်ဖျားမကြိုက်တဲ့အရာတွေရှိကုန်ရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်မတတ်နိုင်ကိုတော့ကိုပဲယုံကြည်ရ thank you Jesus အဲ့ဒါပဲကျွန်တော်ပြောရအဲ့ဒီဖြောင့်မတ်ခြင်းဆိုရယ်ပါမီဝဲကျွန်တော်ဝတ်ဆင်တယ်အာမင်အဲ့ဝတ်ဆင်တဲ့အခါမှာဘေစာတန်မှကျွန်တော်ကိုစုံစမ်းနေတယ်အကုန်လုံးသူ့ရဲ့လက်နက်တွေအထလုံးမမြောက်တော့ဘူးဖြစ်တယ်အာမင်
လန်တော့မှာလာတဲ့နော်နောက်ဆက်တဲ့အရာတွေအားလုံးဖေရှားတယ်ဘာကြောင့်လဲယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာကျွန်တော်တို့ကနေလို့ဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်ဖြောင့်မတ်ခြင်းဆိုရင်ယေရုတစာကအာဗြဟံနဲ့ယောဘနိုင်ရှင်နော်နိုင်ရှင်တာတော့မဟုတ်သူတို့နှစ်ယောက်ရဲ့အသက်တာထဲမှာယောဘကအစကတည်းကအာဗြဟံကဲ့သို့ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ပဲတွားမယ်ဆိုရင်သူကောင်းကြီးမင်္ဂလာစောရနေပြီအာမင်ယောဘကသူ့ရဲ့ဖြောင့်မတ်ခြင်းကိုသူနော်ပြောလာကောင်းလာအရင်ကောင်းတယ်ဒါပေမဲ့ဖခင်ကသူ့ရဲ့ဖြောင့်မတ်ခြင်းကိုပဲကျွန်တော်တို့ပေးချင်တာဖြစ်တယ်အာမင်ဘာကြောင့်လဲဆိုတော့ဖခင်တူးထဲတာပြင်တန့်ရှင်းတာဖြစ်တယ်အာမင် Holy are you Lord ဒါကြောင့်ကျွန်တော်ဖြောင့်မတ်ခြင်းဆိုတဲ့ပါရမီကိုဝတ်ဆင်တာပါလေဖခင်ရဲ့ဖြောင့်မတ်ခြင်းပဲငါဝတ်ဆင်မယ်အာမင်အဲ့ဝတ်ဆင်ခြင်းကတင့်ကိုစုံစမ်းနှောက်ယှက်ခြင်းတွေအောင်မြင်စေမယ်ဟာလေလုယာကောင်းကြီးမင်္ဂလာတွေပြန်ရစေမယ်ကျွန်တော်ယေရှုရဲ့ဖြောင့်မတ်ခြင်းနဲ့တော့ယေရှုကိုအမိပြုပါဟာလေလုယာရာမာရှာကာပါကျွန်တော်ပြန်ဆက်ဖက်ကြည့်အောင်ပြီးတော့မှဖြစ်တယ်နော်စပီနားထောင်ခြင်းလဲကျွန်တော်ယုံကြည်ဒါပေမဲ့ပြီးတော့မှဖြစ်တယ်အကျင့်ရှိသောသူမိဒီကဂျေဇုအားဖြင့်အကျိုးခံရသည်မဟုတ်ခံထိုက်သောအားဖြင့်ခံရ၏အကျင့်မရှိသောသူမိဒီကမတရားသောသူ၏အဖြစ်ကိုဖြေသောသူကိုယုံကြည်နေသူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်ရရှိဝေါအာမင်ဟာလေလုယာကြည်ဖခင်ကအပြစ်လွတ်ပိုင်ခွင့်သူပဲရှိအဖြစ်ပဲအာလဖာနဲ့အိုမီဂါအပြစ်စီရင်ခြင်းကိုဖခင်ပဲပိုင်တယ်စာလည်းမပိုင်ဘူးစာလည်းကဘလို့ပိုင်သွားလဲဆိုတော့အပြစ်စီရင်တဲ့ဖခင်ကိုနော်ဖခင်ခွင့်လွတ်ပေးတယ်ဖခင်ပြောတဲ့အရာကိုမယုံကြည်တဲ့သူကိုပဲစာလည်းပိုင်သွားတာယုံကြည်ခြင်းမရှိရင်ဖခင်ရဲ့စိတ်တော်လည်းမတွေ့နိုင်ဘူးလေဒါပေမဲ့ကျွန်တော်တို့ကစုံစမ်းနောက်ချက်ချင်းဘာလို့ကြုံရလဲဆိုဖခင်ကိုမယုံကြည်လို့ဖခင်ရဲ့ဖြောင့်မတ်ခြင်းထဲမှာမနေလို့အဲ့စုံစမ်းခြင်းကိုမအောင်မြင်တာမအောင်မြင်ထပ်ပြီးစုံစမ်းခြင်းတွေ့ရနောက်တစ်ခါထပ်တွေ့ရတယ်ဇက်တိုက်တွေ့နေရတာဖခင်ရဲ့ဖြောင့်မတ်ခြင်းတင်လို့ရတာအာမင်ဟာလေလုယာဖခင်ရဲ့ဖြောင့်မတ်ခြင်းထဲမှာအသက်ရှင်တဲ့သူကအမြဲတမ်းအောင်မြင်တယ်ပြောငါအောင်မြင်အောင်မယ်ငါကြွယ်ဝအောင်မယ်အဲ့ဖြောင့်မတ်ခြင်းပါရမီတော့ယဉ်ဥဒ္ဒစာဖြစ်တယ်ဖခင်ကကျွန်တော်တို့ဝတ်ဆင်ပေးရနော်ဝိညာဉ်လက်နက်စုံဝတ်ဆင်ပေးရကသူ့ကိုယုံကြည်ဖို့အတွက်သူနဲ့သူနော်သူပေးတဲ့အမှုပြီးခြင်းကိုကျွန်တော်အသက်ရှင်ဖို့အတွက်ဖြစ်တယ်ကြည်အာဗြဟံရဲ့ယုံကြည်ခြင်းကနော် तू ကခံတိုက်တော့အပြစ်ခံရ၏तू လှုပ်ဆောင်ခြင်းပေါ့ तू ဖျားကိုအရင်နော်ပြောမှဆိုအရင်ကောင်းတဲ့အရာတွေပြောတယ်ဖျားကြိုက်လို့ဖျားကြိုက်တဲ့ပုံစံနဲ့အသက်ရှင်တယ်မဟုတ် तू ကဖျားရဲ့ဖြောင့်မတ်ခြင်းထဲမှာ तू ကအသက်ရှင်တာဖျားပြောတဲ့အရာကိုကြားတယ် तू ဝင်ခံလိုက်တယ်အမှဖျားကသူ့ကိုကျေးဇူးပြုလိုက်တယ်ဝါအာမင်တင်းတတာထဲမှာဖျားဘက်ကလုပ်ပေးတဲ့အရာတွေရောက်ပါစေအာမင်တင်လုပ်ပြီးဖျားပေးတဲ့အရာမဖြစ်ပါစေနဲ့ဖျားကိုယုံကြည်ပြီးဖျားတင့်ရဲ့အမားတွေကိုပြင်ပေးမယ်တင့်ရဲ့စုံစမ်းခြင်းကိုဖျားကတိုက်ပေးမယ်ဆိုတဲ့ဖြောင့်မတ်ခြင်းဆိုရင်ဥစ္စာတင့်တဲ့မှာရောက်ပါစေအာမင်ခုဒီမှာတင့်မှာလိုအပ်တာအများကြီးရှိတယ်ကျွန်တော်သိရဲ့တင်လူချင်းနဲ့တန်းချင်းနဲ့ငွေကြီးတွေလိုအပ်တာရှိတယ်နော်တင်ဆုံရှုံသွားတဲ့အရာကိုပြန်ရယူချင်တာရှိတယ်ဒါပေမဲ့တင့်ရဲ့စက္ကတ်ချင်းနဲ့တင်မသွားနဲ့ယေရှုရဲ့ဖြောင့်မတ်ခြင်းနဲ့သွားအာမင်ရှေးပြဟန်တဲ့နောက်ပြန်ဖျားကောင်းကြီးပေးမယ်ဖျားရဲ့နမိတ်လက္ခဏာမြောက်များစွာမြင်ရမယ်ပြောယေရှုရဲ့ဖြောင့်မတ်ခြင်းနဲ့သွားမယ်အာမင်တင်ပြောရင်မှားကောင်းမှားလိမ့်မယ်ယေရှုရဲ့ဖြောင့်မတ်ခြင်းနဲ့သွားအဲ့အမားကိုဖျားကပြန်ပြီးဝိညာဉ်တော်နဲ့မဆမယ်တကိုးတော်နဲ့ဝိညာဉ်တော်တကိုးတော်နဲ့မဆမယ်အာဗြဟံသူလိန်တယ်လေဒါပေမဲ့သူဖျားရဲ့ဖြောင့်မတ်ခြင်းနဲ့မှသူယုံကြည်ရဲ့ဖျားကသူပြောတဲ့အရာကိုအာဗြဟံကယုံကြည်ရဲ့အတွက်အာဗြဟံကိုဖျားကမဆတယ်သူမှားရင်လည်းဖျားကမဆတယ်အမှန်ဘက်ကိုပြန်မဆတယ်ကဲလွတ်တယ်ဖာရောပြည်မျိုးအိမ်မက်ပေးတယ်မထိနဲ့မကင်နဲ့ prophet ဖြစ်တယ်အာဗြဟံကကြည့်အဲ့ဒီ level ကိုဖျားကပေးချင်တာတင်းကိုတင်းလုံးဆရာမလို့ပဲနဲ့ဖျားဘက်ကလှုပ်ပေးတဲ့အမှုတင်းထဲမှာရောက်ပါစီတင်းလုံးရမှာတခုပဲယုံကြည်ခြင်းနဲ့ဝန်ခံမယ်အာမင်ပြောမယ်ဖျားယေရှုတင်းတယ်ယေရှုဖျားကိုတော့အမှုပြုတဲ့ယေရှုအဲ့ဖြောက်မှတ်ခြင်းထဲမှာကျင်လည်ဖို့အတွက်ဖျားလို့တော့ရှိတယ်ဒီကာလမှာပြောင်းယေရှုမပြောက်ရဘူးနော်ရင်ပတ်မှာအနည်းဆုံးယေဟုတ်တစားဖြောက်မှတ်ခြင်းယေရှုမပြောင်းနဲ့ယေရှုကငါ့အတွက်ဖြောက်မှတ်တော်သူဖြစ်တယ်ငါ့ကိုဖြောက်မှတ်စေတော်သူဖြစ်တယ်ယေရှုအဖြစ်အမှဖျားကအသင်ကိုမျက်နှာမြင်ပြီးသင်တောင်းတဲ့အရာကိုဖျားကပြည့်စုံပေးမှာဖြစ်တယ်အာမင်သင်မတောင်းတဲ့အရာကိုလည်းဖျားကတာ၍ကောင်းချီးပေးမှာဒါကြောင့်သင်ကယေရှုကိုရဲ့ဖြောက်မှတ်ခြင်းထဲမှာကျင်လည်တဲ့အတွက်ဖြစ်တယ်အာမင်လေးမှာရှာခပါဒီသင်ဆုတောင်းတဲ့အရာတွေအားလုံး changes ဖြစ်သွားပြီကျွန်တော်ယုံကြည်တယ်ယေရှုရဲ့ဖြောက်မှတ်ခြင်းထဲမှာသင်နေတယ်ယေရှုကိုအမြဲတမ်းခေါ်ရဲသင်မှားပေမဲ့လည်းသင်လုံမှားပေမဲ့လည်းယေရှုကမဆအောင်မယ်ဆိုတဲ့ယုံကြည်ခြင်း level သင်ထဲမှာရောက်ပါစေအာဗြဟံကဲ့သို့အာမင်ရာမာရှာကပါသင်ကိုအမားလို့ပြောတာမဟုတ်
တင်လူဆိုတာမှားတတ်တယ်ရိုင်လဲတတ်တယ်ဇာတိအားနဲ့ဒါပေမဲ့ဖျားကသူ့ရဲ့အားနဲ့ချင်းကသူ့ရဲ့ကြီးစုတော်ကစုံနေတာဖြစ်တယ်တင်းအားနဲ့ချင်းမှာဖျားရဲ့ကြီးစုတော်စုံနေဖို့အတွက်ဖျားရဲ့ဖြောင့်မတ်ခြင်းအမွေအပိုင်ပေးတဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပါအာမင်ယေရှုခရစ်တော်ကိုအားကိုးပါခရစ်တော်ပြုပေးရဲ့အမှုကိုကြားပြောပါဟာလေလုယာလေးမှာရှာခပါစမိဖက်ရအောင်ထို့အတူဖျားခင်ဒီအကျင့်ကိုမထောက်ပဲလေပေးတော်မူသောဖြောင့်မတ်ခြင်းကိုရတော်သူ၏မင်္ဂလာကိုဒါဝိဒ်သည်ရည်မှတ်ရဆိုသည်ကအပြစ်မှလွတ်ခြင်းဒုစရိုက်အပြစ်ကိုဖိုးခြင်းတို့ရောက်တော်သူတို့သည်မင်္ဂလာရှိကြ၏ထာဝရဘုရားအပြစ်တော်မူခြင်းနှင့်ကင်းလွတ်တော်သူတို့သည်မင်္ဂလာရှိဟုပြောဆိုသည်အာမင်ဟာဒါဆိုရင်ဖျားကိုငါအမားကြီးလုံနေဖျားကိုယူချင်မို့တင်အမားကြီးလုံရင်လည်းဖျားကအဲ့အမားကိုပြင်ပေးမယ်တဲ့အပြစ်ကိုဖုံးပေးမယ်နော်အာဗြဟံရဲ့တက်တာမှာသူလိန်နေအပြစ်ဖုံးပေးရဲ့ဖျားကနော်သူ့ကိုကယ်လွတ်ပေးတယ်ဖြောင့်မတ်ခြင်းကိုလည်းပေးတယ်ကြည့်ဒါပေမဲ့ယုံကြည်ခြင်းဆိုဖြောင့်မတ်ခြင်းဆိုတာဖျားကိုအားကိုးခြင်းယေရှုခရစ်တော်ထဲ၌အသက်ရှင်ခြင်းဖြစ်တယ်အဲ့ဒီအရာကိုသင်ရဖို့အတွက်ဖျားကဒီနေ့ပဲအလိုတော်ရှိတယ်ဒီနှုတ်ကပတ်တော်ကသင်အတွက်ထာဝရပြင်ဆင်ပေးမယ့်အရာဖြစ်တယ်ဟာလေလုယာအာမင်ကြောင့်ကျွန်တော်တို့ကအာဗြဟံကသူကြားတဲ့အရာနှုတ်ကပတ်တော်ကြားတဲ့အရာသူတန်တရားမရှိဘူးအာမင်ပဲထူတဲ့အာဗြဟံဖြစ်တယ်အာဗြဟံကနေအာဗြဟံနော်ဒါဣဇက်ရတယ်ဖျားပြောတဲ့အရာကိုနားထောင်တယ်ဖျားရဲ့ဖြောင့်မတ်ခြင်းနဲ့မှသူလှုပ်ဆောင်တဲ့အခါမှာဣဇက်ကနေနော်ယာကုပ်နဲ့ဤတော့ကနေဣသရေလမျိုးနဲ့ဆက်နေတယ်။မှာယေရှုခရစ်တော်ကမွေးဖွားလာတာဖြစ်တယ်။ဟာလေလုယာ။ယေရှုခရစ်တော်မွေးလာပါပြီ။တလောကလုံးကကယ်တင်ခြင်းခံရပြီ။ထောင်ပေါင်းများစွာမီလီယံပေါင်းများစွာအာဗြဟံမျိုးနဲ့တည်းကဝေါကြည့်ဖျားကိုယုံကြည်ပြီးဖြောင့်မတ်ခြင်းနဲ့အသက်ရှင်တဲ့သူဟာသူ့ရဲ့မျိုးနွယ်တွေကဘယ်လောက်ထိကောင်းကြီးခံစားရလဲ။ဒါကြောင့်မို့တင်းကိုဖျားကဖြောင့်မတ်ခြင်းဆိုတော့ပါပြီးတော့ရင်ဥတစာကိုဖျားကဝတ်ဆင်ပေးတာကတင်းရဲ့တမျိုးနွယ်လုံးတင်းနဲ့သားစင်မြေးဆက်အားလုံးကောင်းကြီးခံစားရဖို့အတွက်ဖြစ်တယ်။စာတယ်လည်းဘာမှလုပ်လို့မရတော့စုံစမ်းနောက်ဆက်ခြင်းလုပ်လို့မရတော့ဘူး။ဒီမဲ့စုံစမ်းပေးမှလည်းတင်းကအောင်မြင်တော်သူဖြစ်တယ်။နောက်ဆက်ပေးမှလည်းတင်းကအောင်မြင်တော်သူဖြစ်တယ်။ယောဘတော်မှာနှစ်ခါပဲအောင်မြင်သွားတယ်။အခုတင်း10ခါလောက်15ခါလောက်ဖြစ်နေလားမသိဘူး။မအောင်မြင်နိုင်သေးဘူး။ Noတင်းအောင်မြင်ပြီပြောငါအောင်မြင်ပြီအာမင်အာမင်အားကြောင့်လေဖျားကိုယုံကြည်လို့အောင်မြင်တာဖြစ်တယ်ကြောင့်မို့ကျွန်တော်ယုံကြည်သူဖြစ်ပြီဆိုရင်ဖြောင့်မတ်ခြင်းအမွေကိုဖျားကပေးပြီဖြစ်တယ်အာမင်မစိုးရိမ်နဲ့ဖျားရဲ့ဖြောင့်မတ်ခြင်းအာဗြဟံကဘယ်သူမှမစိုးရိမ်ဘူးနော်လောသနော်မှာတောတော်နဲ့ဂမောရလောသကရဲ့နော်မိသားစုကဖြည့်ဆည်းခြင်းခံမယ်အာဗြဟံမစိုးရင်ဖျားကိုပဲဖျားနဲ့တိုင်ပင်နေအေးဆေးပဲကိုတော့လှုပ်ပေးပါဖျားကိုပဲအားကိုးတယ်ဘယ်မှာတွေ့အာဗြဟံဖျားနဲ့ပဲတိုင်ပင်တယ်ဝေါအာမင်ဖျားရဲ့လူလာလေသူအော်နော်ကောင်းကောင်းလုပ်တယ်ကြည်အာဗြဟံတက်တာတကယ်ကိုကျေးဇူးတော်ပဲဖြစ်တယ်ဒါပေမဲ့အာဗြဟံမျိုးနဲ့ကဣသရေလမျိုးနဲ့ဂျူးလူမျိုးတွေဒီအာဗြဟံရဲ့အကျင့်ကိုပဲသူတို့မြင်သွားတယ်ဖျားကိုအားကိုးခြင်းမမြင်တော့ဟာအာဗြဟံကဖျားကိုယုံကြည်တယ်ကျွန်တော်လေအသက်တာထဲမှာကျွန်တော်ရဲ့အကျင့်ကိုမကြည့်ပါနဲ့ဖျားကဖြစ်စေတဲ့ဂျေဇုတော်အဖြစ်ဖြောင့်မတ်သောအကျင့်ယေရှုခရစ်တော်အထဲမှာရှိတဲ့ဖြောင့်မတ်ခြင်းထဲမှာကျွန်တော်တို့နေဖို့အတွက်အရန်အရေးကြီးတယ်အာမင်ခါကြကျွန်တော်တို့ကလူတွေအကျင့်ကြည့်ပြီးတော့ဆုံးဖြတ်ကြတဲ့အရာတွေများများစွာရှိတယ်ထို့သောမဖြစ်ရမာမစခဘာလေးစခဘာဘာရာဘာရှိတယ်ကြောင့်မို့ဒါဝိလည်းသူအပြစ်လုပ်တာပဲကျောင်းလည်းအပြစ်လုပ်တာပဲဒါပေမဲ့ကျွန်တော်မှလိုအပ်တာပါလေဖြောင့်မတ်ခြင်းတော်ရင်ဟုတ်တစားဖြောင့်မတ်ခြင်းပါမီယေရှုခရစ်တော်ကိုယုံကြည်နှုတ်နဲ့ဝန်ခံပြီးစိတ်လုံးနဲ့ယုံကြည်ခြင်းအာမင်ယုံကြည်ခြင်းဆိုတာပါလေကြားနာခြင်းအမြဲတမ်းကြားရမယ်ယေရှုကကျွန်တော်ပေါ်ကောင်းမြတ်တယ်ယေရှုကကျွန်တော်ရဲ့ကောင်းတော်သူဖြစ်တယ်ယေရှုကကျွန်တော်ရဲ့အသက်လမ်းခီတမန်တရားဖြစ်တယ်ယေရှုရဲ့တရားလက်ချက်ပဲကျွန်တော်ကိုကြားမှာစေဒီအရာကိုကျွန်တော်အမြဲတမ်းဝန်ခံရမယ်ယုံကြည်ခြင်းဆိုတာပါလေကြားနာခြင်းအမြဲတမ်းကြားနေရမယ်အမြဲတမ်းကြားရမယ်အမြဲတမ်းဝန်ခံရမယ်အမြဲတမ်းနှုတ်နဲ့ဝန်ခံရမှာဖြစ်တယ်အာမင်ဒါဝိဆိုရင်စာလံခြင်းပဲဖျားကိုဆွဆွဲအိုးထော်ရဖျားငါ့ဝိညာဉ်ထော်ရဖျားကိုကောင်းချီးပေးလို့ကြည့်ဖျားကိုကျွန်တော်တို့ကဖျားရဲ့ဖြောင့်မတ်ခြင်းထဲမှာကျင်လည်တဲ့သူတွေကမားခေတီရှိတော့ဖျားကပြန်ပြီးတော့ပြင်ဆင်ပေးတယ်အာမင်နောက်တစ်ခါမမားတော့အာဗြဟံနောက်ခါမသွားတော့ကြည့်အာဗြဟံရဲ့အသက်တာလည်းတဖြည်းဖြည်းသူပုံတွင်းခံရတယ်နော်
သူအမြဲသူ့မှာဖခင်ရဲ့ဂျေဇုတော်ထဲမှာနေရောသူဘာပဲလုပ်လို့သူအောင်မြင်တယ်ဘာပဲလုပ်လို့သူကြွယ်ဝတယ်အာဗြဟံယုံကြည်ခြင်းဖြစ်တယ်ဒါဆိုနောက်ဆုံးတစ်ခုအနေနဲ့နော်ဂလာတိသွားမယ်ဂလာတိနဲ့စာလံ1ကိုသွားရအောင်နော်ဂလာတိဩဝါဒစာအခန်းကြီး3ခန်းငယ်6ကနေ9ကိုဖတ်ကြည့်အောင်ရီမာယခဘာလာစခဘာဘာရီရှိကိတေရိုမာယခဘာဘာရီစခဘာဘာရီရှိကိတေဟာလေလုယာထိုနည်းတူအာဗြဟံသည်ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ယုံကြည်ခြင်းရှိသောသူသည်အာဗြဟံသားဖြစ်သည်ဟုအမှန်သိမှတ်ကြလော့ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါးမျိုးသားတို့ကိုဖြောင့်မတ်ရ၌တည်စေတော်မူပြီဟုကျမ်းစာသည်မျှော်မြင်တဲ့အာဗြဟံအားအမိန့်ရှိသည်ဖြင့်တင့်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာခံရလိမ့်မည်ဟုဧဝံဂေလိတရားနှင့်ဟောလေ၏ဝါအာမင်ယေရှုခရစ်တော်ကပြောတယ်အာဗြဟံရဲ့ဖခင်နော်တင့်အပအာဗြဟံငါမြင်တွေ့ပြီလို့ပြောတယ်ယေရှုခရစ်တော်ကိုတော်တိုင်အာဗြဟံကယုံကြည်ရဖြစ်တယ်အာမင်ဒီယာဟာဘလို့ဖြစ်မှာထာဝရဘုရားကိုယေရှုကပြောလေနှုတ်ကပတ်တော်ဒီဖခင်ခင်နေလို့ရှိဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တော်မူ၏ကြောင့်မို့ယေရှုခရစ်တော်ကိုအာဗြဟံကယုံကြည်သွားတာဖြစ်တယ်ဒီယာကိုသင်တို့နားလည်ချင်မှနားဒါပေမဲ့အာဗြဟံကထာဝရဘုရားကိုယုံကြည်တယ်ဘုရားသခင်ကဘုသူ့ပေးလဲတားတော်ပေးတယ်တားတော်ယုံကြည်တော့ပျက်စီးခြင်းလို့မပြောထာဝရတော်ကိုရစင်ရဘုရားသခင်မိမိနဲ့တပါးရောတားတော်ကိုစွန့်တော်မူတဲ့လောကီတားတော်ကိုချစ်တော်မူ၏အဲ့ဒီဧဝံဂေလိတရားကအိုးဓမ္မဟောင်းကလေးကဟောနေတာဟာလေလုယာကြည့်ဖခင်ရဲ့ကောင်းမြတ်ခြင်းကအစအဦး၌ဖခင်ကအမြဲတမ်းကောင်းမြတ်တယ်အာမင်အစအဦး၌ထိုနှုတ်ကပတ်တော်ဒီလိုဧဝံဂေလိတရားကရှိကိုရှိတယ်အာဗြဟံအားဖြင့်လူမျိုးပေါင်းကောင်းကြီးမင်္ဂလာဧဝံဂေလိတရားနဲ့ဟောအဲ့ဒီအရာကိုဘုရားဖွင့်ပြခြင်းခံရလဲဆိုတော့နော်ဒီတမန်တော်ခေတ်မှာတမန်တော်ကြီးရှင်ပေါလုကဒီဂလာတိကိုပြောတယ်အာဗြဟံရဲ့ဖြောင့်မတ်ခြင်းကိုပြောတာဖြစ်တယ်အာဗြဟံဤဖြောင့်မတ်ခြင်းအာဗြဟံဤဖြောင့်မတ်ခြင်းဆိုအာဗြဟံဤယေရှုခရစ်တော်ဖြောင့်မတ်ခြင်းဆိုပါလေယေရှုခရစ်တော်ပဲရှိတယ်ဒီလောကမှာဖြောင့်မတ်လို့တယောက်မှမရှိဘူးအားလုံးက short of glory ဖခင်ရဲ့အသေးကိုပြည့်စေကြပြီကျွန်တော်ဘာလို့ဘာကားကြိုင်မအောင်မြင်ဘူးဘာလို့ဘာကားကြိုင်အစုံစမ်းခြင်းတွေအထက်အလူလူခံရတင်ယေရှုရဲ့ဖြောင့်မတ်ခြင်းကိုအမိပြုပါအာမင်ယေရှုရဲ့ဖြောင့်မတ်ခြင်းကိုအမြဲတမ်းဝတ်ဆင်ပါဟာလေလုယာအာမင်ကျွန်တော်နံပါတ်1တင့်ကိုစာတန်ကအပြစ်တင်လိမ့်မယ်တင့်ကိုလူတွေကအပြစ်တင်လိမ့်မယ်တင်အမားလုပ်ရင်လည်းတင့်ကိုလူတွေကချင်းချောက်လိမ့်မယ်အဲ့ဒီအရာကိုမကြောက်နဲ့ယုံကြည်ခြင်းဆိုတဲ့ယေရှုခရစ်တော်ကိုယုံကြည်ယေရှုခရစ်တော်ငါအတွက်အားလုံးပေးဆက်ပြီးဆိုထို့ဖြောင့်မတ်ခြင်းထဲမှာတင်နေဖို့အတွက်ဖခင်အလိုတော်ရှိတယ်နေရမယ်အဲ့ဒါကဖခင်ရဲ့ဝိညာဉ်လက်နက်ဆုံးဖြစ်တဲ့ဖြောင့်မတ်ခြင်းပါရမီကတင်ကိုပေးပြီးဖြစ်တယ် in the name of Jesus receive it right now hallelujah amen အဲ့ဒီအာဗြဟံကအဲ့ဖြောင့်မတ်ခြင်းကောင်းခြင်းမင်္ဂလာရသွားတဲ့အခါမှာယခုတိတတ်တည်ဖြစ်နေတယ်အာမင်ယခုတောင်တတ်တည်ဖြစ်နေတယ်အဲ့တတ်တည်တင်ကိုဖျားပေးခြင်းဘလို့ပဲတင်လဲထာဝရတိုင်အောင်ဖျားရဲ့တတ်တည်ဖြစ်မယ်အာမင်ထာဝရတိုင်ကိုယေရှုနဲ့တူစိုးစံရမယ်တတ်တည်အခုအာဗြဟံကဲ့သို့တတ်တည်တင်ကိုပေးနေပြီလောကမှာလည်းစိုးစံရမယ်အာမင်ကောင်းကင်မှာလည်းစိုးစံရမယ်ဂျေရုဆလင်မြို့မှာလည်းစိုးစံရမယ်ကြည့်မခတ်ဘူးဖြောင့်မတ်ခြင်းဖျားပေးတဲ့အရာတဲ့တင်းကိုစိုးစံဖို့အဲ့ level တိဖျားဆွဲခေါ်နေရအခုလောလောဆယ်တင်မြင်တဲ့အရာတစ်ခုပဲအခုတင်းရဲ့ limitless နော် spiritual eyes ကိုကျွန်တော်ဖွင့်ချင်တယ်တင်းယခုဖျားရဲ့ယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာနေရင်ဂျေရုဆလင်မြို့ထဲမှာလည်းတင်းကိုစိုးစံဖို့လည်းဖျားကပြင်ဆင်ထားပြီးသားအာမင်ထာဝရကာလတဲ့တင်းလုံးရမယ့်အရာတွေတစ်ခုယေရှုရဲ့ဖျားရဲ့ဖြောင့်မတ်ခြင်းထဲမှာနေဖို့အတွက်ဖျားအားလုံးပြင်ဆင်ပေးပြီ hallelujahအာဗြဟံတော်မှတင်းရဲ့မျိုးနယ်ပဲပြောတာနော်ကျွန်တော်အသက်တာထဲမှာထာဝရအသက် amen you are upgrade amen တရားဝိညာဉ်ရမှာဖခင်ကအကောင်းဆုံးရာဒီနောက်ဆုံးတော့ကာလမှာဂျေဇုတော်ကအယံကြီးမားလို့နေတင်းကိုပေးပြီးတင်းယူဖို့ပဲတင်းလက်ခံဖို့ပဲလို့อ่ะ amen နှုတ်နဲ့ပဲဝန်ခံဖို့လို့อ่ะဘာမှမခက်ဘူးဒါပေမဲ့ဘာခက်လဲဆိုတော့ဖွင့်ပြခြင်းရှိဖို့အတွက်ဖျားရဲ့ဝိညာဉ်တော်အခွင့်မပေးတော့တင်းတရာမှာခတ်တယ်ယေရှုကိုမအားကိုယေရှုလုပ်ပေးတဲ့ရက်ကိုမယုံချင်တင်းဘဝထဲမှာခတ်နေအောင်ပါပဲ
အဲ့ခတ်တဲ့အရာတွေအားလုံးသင်ရဲ့အမြစ်ကနေဆွဲနှုတ်လိုက်သင်ရဲ့အမြစ်ကယေရှုခရစ်တော်ဖြစ်ရမယ်အာမင်ကျွန်တော်ရဲ့ပင်စီကယေရှုခရစ်တော်ရဲ့အမှုပြုပေးခြင်းကိုကျွန်တော်တွားရမှာဖြစ်တယ်ဒါဆိုဖြောင့်မတ်ခြင်းယုဒ္ဓစာကစာလံခန်းကြီး1ကိုကျွန်တော်တွားရအောင်ရမယခဘာလာစေခိဘာဘာရာဘာရှိဟာလေလုယာစာလံ1ယောဘဝတ္ထုပြီးရနောက်မှာ40နှစ်စာလံ1မတရားသောသူတို့တိုက်တို့ချစ်လို့မလိုက်လူဆိုးတို့လမ်းတွေမြဲမနေမထင်မပြုသောသူတို့အစီဝတ်နိုင်မထိုင်ထာဝရအဖျားတရားတော်တိုင်းမှု့လျော်၍တရားတော်တိုင်းမှု့လျော်ခြင်းဆိုတာဖြောင့်မတ်ခြင်းတိုင်းမှု့လျော်ပါယေရှုရဲ့ဖြောင့်မတ်ခြင်းယေရှုရဲ့လုပ်ပေးခြင်းယေရှုကျွန်တော်တို့ကိုပြုပေးခြင်းရမှာမှု့လျော်နေတာနော်ကျွန်တော်ခုနကဆိုတယ်ဖြောင့်မတ်သောယေရှုကိုရောယေရှုတော်အားဒီအားပဲပြောဖို့လိုอ่ะကြည့်အဲ့ရစ်ကိုပဲနော်ဗျာကိုရောဖြောင့်မတ်စီပါအဲ့မှာဖျားကအကောင်းကြီးတစ်ခုပြီးတစ်ခုပေးနေတာအာမင်တရားတော်ကိုနှိမ့်ညံ့မပြတ်ဆင်ခြင်အောင်ဗာဆင်ခြင်အောင်မလဲယေရှုငါ့ကိုအမှုပြုပေးပြီယေရှုကငါ့ကိုဖြောင့်မတ်စေပြီယေရှုရဲ့အတွေ့အကြုံငါ့ကိုကယ်တင်ပြီယေရှုရဲ့လဝါကားတဲ့ကိုရောပဲငါ့ရဲ့ခြေချင်းအားလုံးပြတ်ပြီအဲ့ဖြောင့်မတ်ခြင်းတရားကတင့်ထဲမှာအလုံးလုံးနေပါစေအာမင်အခွင့်ပေးပါအခွင့်ပေးပါအကြောင်းမူကားထိုသူဒီမျက်နှာမှာဆိုင်လက်မိမိအချိန်ထဲမှာအတိကိုတည်၍အရွက်မညှိုးတတ်တော့အပင်နဲ့သူတွေပြုတ်လေသမျှတို့၌အောင်လေးတည်းဝါအဲ့ဖြောင့်မတ်ခြင်းထဲမှာကျင်နေတဲ့သူကဘယ်လိုမျိုးလူလဲဆိုတော့မျက်နှာမှာစိုက်ပြီးရောတဲ့အချိန်တန်တဲ့အခါမှာအတီးရွက်ပွေးတာဖြစ်တယ်အာမင်အတီးကိုတီးတယ်အဲ့တီးတဲ့အခါမှာအရွက်မညှိုးတတ်တော့အပင်နဲ့တူတယ်ကြည့်ဘယ်လောက်ထိလှနေရအာမင်အမြဲတမ်းလှပနေရကြည့်အပင်တပင်ကြည့်လိုက်အတီးတီးပြီးအပင်နဲ့အရွက်ညှိုးရင်ကြည့်လို့မကောင်းဘုရားကတင့်ကိုတခုမကြံဘုရားကဖြစ်ပေးမယ်ဆိုတဲ့ဂရုတော်ဖြစ်တယ်အာမင်ယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာနေတဲ့သူကနော်ခန္ဓာဝိညာဉ်စိတ်ခန္ဓာအားလုံးဘုရားကပြည့်စုံစေမယ်တဲ့အာမင်အတိဝိညာဉ်တီးတယ် physical ဘိုင်းမှာကျွန်တော်လိုအပ်တဲ့ငွေကြီးကျွန်တော်လိုအပ်တဲ့အရာတွေအားလုံးဘုရားကထောက်ပံ့ပေးမယ်အဲ့ကဖြောင့်မတ်ခြင်းတရားထဲမှာလေ့ကျက်တာဖြစ်တယ်ပြုလေတများလုံးနဲ့အောင်တယ်တဆုတောင်းတဲ့အခါနဲ့ဖြစ်တယ်ဘာလို့ဆိုသင်အားဖြင့်မဟုတ်တော့ယေရှုအားဖြင့်သင်ဟာဆုတောင်းတယ်ယေရှုအားဖြင့်သင်ဟာဝန်ခံတယ်ယေရှုအားဖြင့်ကြီးစုံချီးမွမ်းတယ်အဲ့ဖြောင့်မတ်ခြင်းဆိုရင်ဥစ္စာသင်ထဲမှာအသက်တာမှာရှိလာတဲ့အခါမှာသင်ကအမြဲတမ်းလုံခြုံစွာနေရမှာဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာကြောင့်မတရားသောသူတို့၏လမ်းကားတဲ့ဘယ်လိုဖြစ်လဲဆိုတော့လေတိုက်၍လွင့်တော့ဖွင့်နေသူကြ၏သူတို့မှာ focus ပြောင်းစာလံကျမ်းခန်းကြီး1เนาะအခန်းငယ်1ကနေ3က focus ရှိတယ် focus ဖျားကိုအာရုံပြုတယ်အမြဲတမ်းနှုတ်ကပတ်တော်ကိုဆင်ခြင်တယ်နှုတ်ကပတ်တော်ကိုအောင်းမေးတယ်နှုတ်ကပတ်တော်တိုင်းမှု့လျော်တယ်ချီးမွမ်းကုတ်ကွယ်ခြင်းရှိတယ်ဖျားနဲ့ပတ်သက်လာမှု့လျော်တယ်ဒါပေမဲ့အခန်းငယ်4ကနေ6ရောက်တော့ခါပါမှု့လျော်ခြင်းမရှိတော့ပြောင်းပြန်ပေါ့နော်မှု့လျော်ခြင်းမရှိတော့ဘူးဖျားရဲ့နှုတ်ကပတ်တော်ကိုလည်းမဆင်ခြင်အောင်းမေးတော့ဘူးစိုးရင်ချင်းနဲ့ပဲကျင်လည်နေတယ်နောက်ကျယေရှုရဲ့ဖြောင့်မတ်ခြင်းနော်တဲ့လူဆိုးတို့ဒီမှာကြည့်မတရားတော့သူတို့ဒီမတိမနေရကြတဲ့ဖြောင့်မတ်တော့သူတို့အပေါင်းတဲ့တို့လူဆိုးတို့ဒီမဝင်ရကြလူဆိုးဆိုတာဘာလဲဆိုကိုယ့်ဟာကိုငါမှန်တယ်ငါလုပ်ချင်တာလုပ်မယ်အဲ့လိုနေတယ်ဥပမာခုနကကျွန်တော်ပြောသွားတယ်ယေရှုခရစ်တော်ရဲ့နော်ဒီဘေးမှာနော်ယေရှုခရစ်တော်ရဲ့ဒီနှစ်ဖက်မှာပေါ့နော်ဓမြတယောက်က तू လှုပ်ချင်တာ तू လှုပ်တယ်လေ तू ခံရတယ်ဒါပေမဲ့ယေရှုကသူ့ကြီးစုတော့သူ့ဘေးမှာရှိတယ် तू လက်မခံဘူးယေရှုရဲ့ဖြောင့်မတ်ခြင်းနဲ့မှ तू ဘာလဲဓမြအကယ်တည်းချင်းမခံရဘူးဒါပေမဲ့တခိုးကြတော့ तू ကဖြောင့်မတ်ခြင်းဆိုရယေရှုခရစ်တော်နဲ့တွေ့တဲ့အခါမှာ तू ယေရှုခရစ်တော်ကိုဝန်ခံတဲ့အခါမှာ तू ယေရှုခရစ်တော်ကိုဆင်ခြင်အောင်းမေးတဲ့အခါမှာအော်ယေရှုကဘာလုပ်လဲ तू ဆင်ခြင်အောင်းမေးပြီးယေရှုခရစ်တော်ကိုပြောလိုက်တဲ့အခါမှာ तू ပါတီသူ့ပုံမှာယနေ့တိုင်အောင်ထာဝရကာလတည်းရှိရဖြစ်တယ်အာမင်ဟာလေလုယာလူဆိုးဆိုတာဘာလဲဆိုတော့ရှင်းရှင်းလေးပဲယေရှုရဲ့ဖြောင့်မတ်ခြင်းကိုလက်မခံတဲ့သူလူဆိုးမဖြစ်စေနဲ့အာမင်ဒါကြောင့်မို့ကျွန်တော်တို့တတ်တာထဲမှာလူဆိုးဆိုတာဟာအရေးဆိုးတော့မဟုတ်ဘူးဖျားကလူဆိုးဆိုရတာဖြောင့်မတ်တော်သူကိုလက်မခံဘူးအဲ့ကလူဆိုးဖြစ်တယ်ဒါပေမဲ့ဖျားကလည်းကိုယ်နဲ့ဆက်ဆိုင်တော့ကိုယ်နဲ့မြတ်ချစ်လို့အတင်းရန်သူကိုလည်းဆူတောင်းပေးလို့ဒါပဲရန်သူကိုလည်းဆူတောင်းပေးလို့ကျွန်တော်နောက်ဆုံးမှာဖြောင့်မတ်ခြင်းယုတ်တစာမိုးဝစ်စင်ရင်ကျွန်တော်တတ်တာထဲမှာကောင်းကြီးမင်္ဂလာတွေစုံစမ်းခြင်းတွေကိုခံနေရတဲ့ဖျားကိုအပြစ်တင်မဲ့အဲ့ရဲ့တောလေရာထဲမှာမနေနဲ့တော့အာမင်
အမြဲတမ်းတိုင်နေပတ်နော်စုံစမ်းနောက်တစ်ခါလာလဲဒီအတိုင်းပဲနောက်တစ်ခါလဲဒီအတိုင်းပဲယေရှုကိုယုံကြည်ရဲလို့တကယ်ပြောတဲ့သူဟာတကယ်နှုတ်နဲ့ဝန်ခံတဲ့သူဟာဖခင်ရဲ့ဖြောင့်မတ်ခြင်းကအလုပ်လုပ်မယ်ကျွန်တော်ယုံကြည်သူမယုံကြည်ခွဲကြအောင်ယုံကြည်လင်ရက်နဲ့ဖြောင့်မတ်ခြင်းနဲ့ဒီဖြောင့်မတ်ခြင်းနော်ယုံကြည်နေတဲ့စုံစမ်းခြင်းခံရတာမအောင်မြင်ဘူးဆိုတာဒါက तू တကယ်မယုံကြည်သေးလို့ဖြစ်တယ်ကြည့်ပြောတာမဝန်ခံသေးလို့ဖြစ်တယ် surrender လိုက်လို့ဖြစ်တယ်ယေရှုကိုယုံကြည်ပြီးဆိုမှတော့နှုတ်ကပတ်တော်တွေရောက်လာကျွန်တော်တက်တာကိုကျွန်တော်တက်သိခံခြင်းတယ်ကျွန်တော်ရင်တော့ကနှုတ်ကပတ်တော်ကိုကြားရတယ်နော်နှလုံးသားမှာကျွန်တော်အပြစ်တွေပြုတယ်ဖျားမကြိုက်တဲ့အရာတွေနော်လူငယ်ဆိုတဘာဝလျောက်နော်အတော့စားပြောမဆိုရင်ဖျားမကြိုက်မြောက်များစွာနော်လိန်နေရှိတယ်ဒါပေမဲ့ကျွန်တော်အသက်တာထဲမှာဖျားရဲ့ဆုတောင်းတဲ့သူတွေထဲမှာသွားတယ်ကျွန်တော်အာမန်ထူးတယ်အပြစ်သားတော့အာမန်ထူးတယ်ယေရှုခရစ်တော်ကိုယုံကြည်နှုတ်နဲ့ဝန်ခံတဲ့အခါမှာစိတ်လုံးနဲ့ယုံကြည်နှုတ်နဲ့ဝန်ခံတဲ့အခါမှာဖျားကအမှုအတစ်တစ်ခုပြီးတစ်ခုပြုလာတာဖြစ်တယ်ကြောင့်မို့အထင်မသေးပါနဲ့ယေရှုခရစ်တော်ကိုယုံကြည်နှုတ်နဲ့ဝန်ခံတယ်လို့အာမန်ထူးတဲ့သူတိုင်းကိုဖျားကဝိညာဉ်တော်ကအလုပ်လုပ်ပေးတယ်အာမင်ဆွဲခေါ်ပေးတယ်ပြောချင်တဲ့အရာကကျွန်တော်ယုံကြည်ပြီးဆိုတာနဲ့ဖျားရဲ့ဖြောင့်မတ်ခြင်းကသူ့အထက်ကိုဖျားကပေးကိုပေးတယ်ဟာလေလုယာမခွဲခြားဘူးပြောအောင်ငါတို့မခွဲခြားဘူးယုံကြည်ပြီးဆိုယုံကြည်ပြီးပဲဟာယုံကြည်ပြီးနေဟိုတခုလို့သေးရဲ့နော်ယုံကြည်ပြီးဆိုရင်ဖျားကတခုပြီးတခုအသင်ကိုဆွဲခေါ်မယ်အာမင်ကျွန်တော်ယေရှုခရစ်တော်ကိုယုံကြည်ပြီးဆိုရင်ဖြောင့်မတ်ခြင်းဆိုရဲ့ယုံတဲ့စကားအသင်ကိုဝတ်ဆင်ပေးပြီဖြစ်တယ်အာမင်ဟာငါယုံကြည်ပြီးငါလောက်ရမအောင်မယ်ဆိုတော့မစင်စားနဲ့ယေရှုကိုယုံကြည်တယ်ယေရှုငါ့ကိုမာစာအောင်မယ်ယေရှုငါ့ကိုဆွဲခေါ်အောင်မယ်ကျွန်တော်တက်တာမှလည်းလိုပဲကျွန်တော်ယေရှုကိုနှုတ်နဲ့ဝန်ခံတယ်စိတ်လုံးနဲ့ယုံကြည်ရဲ့ဖခင်ရဲ့ဝိညာဉ်တော်တိုးတက်ခြင်းခံရတယ်ဖခင်ရဲ့မာစာခြင်းခံရတစ်စမစ်တစ်စက်ဖခင်ကကျွန်တော်ကိုဆွဲခေါ်တယ်အာမင်ကျွန်တော်မှားရင်လည်းဖခင်ကအဲ့အမားကိုဖခင်ကပြန်ပြီးပြုပြင်ပေးတယ်ဝိညာဉ်တော်အားဖြင့်ဖြစ်ဖြစ်ချင်းကျွန်တော်ကိုစိတ်လုံးသားကိုပြုပြင်တယ်အဲ့ဖြောင့်မတ်ခြင်းနဲ့မှကျွန်တော်လေ့ကျက်တဲ့ခါမှာအခုကျွန်တော်နော်နှုတ်ကပတ်တော်ဝင်ကားတယ်နော်ဒီဖခင်ရဲ့အသင်းတော်ထဲမှာနော်တင်းဥဆရာအနေနဲ့ရက်တည်ရတာဖြစ်တယ်ဒါဂျေဇုတော်ကြောင့်ဖြစ်တယ်ဘာကြောင့်လဲဖခင်ကကျွန်တော်တို့ကိုယေရှုကိုယုံကြည်ပြီးဆိုတာနဲ့တစင်ပြီးတစင်ဖခင်ကဆွဲကုန်မှာဖြစ်တယ်အာမင်အဲ့ကဘာလဲဆိုတော့ဖြောင့်မတ်ခြင်းဆိုတဲ့နှုတ်နဲ့ဝန်ခံခြင်းရဲ့အကျိုးကျေးဇူးဖြစ်တယ်ဟာလေလုယာအာမင်အားကြောင့်မို့ကျွန်တော်တို့ကလူဆိုးလုံးမလို့ယေရှုယုံကြည်ပြီးဆိုဘာမှမစင်စားတော့နဲ့ယေရှုယုံကြည်ပြီးဆိုဖခင်တင့်ကိုတစင်ပြီးတစင်ဆွဲခေါ်မယ်ဝိညာဉ်တော်အားဖြင့်အာမင်ဟာလေလုယာတခုမဆွဲခေါ်ဘူးတခုဖြစ်ယေရှုမယုံကြည်သေးလို့လားမဟုတ်ဘူးယေရှုကိုယုံကြည်ပြီးအာမင်အရေးမစင်စားနဲ့တွေးတောခြင်းမရှိနဲ့ယေရှုကိုယုံကြည်ပြီးဆိုတင့်ကိုဆွဲခေါ်မယ်ဘယ်ကိုဆွဲခေါ်မလဲဖြောင့်မတ်ခြင်းတဲ့တို့အာမင်ဖခင်ရဲ့ဖြောင့်မတ်ခြင်းပဲတင့်ကိုဆွဲခေါ်မှာကျွန်တော်ယခုကျွန်တော်ဝန်ခံရအောင်နော်အရင်တော့ကတင်းတို့ဝန်ခံခဲ့တဲ့အရာတွေကယခုတင့်ကိုဖခင်ကခေါ်ဆောင်နေပြီဖြစ်တယ်နော်အရင်တော့ကတင်းတို့ယေရှုခရစ်တော်ကိုယုံကြည်ပြီးတင်းတို့ဝန်ခံခဲ့တဲ့အရာတွေအခုဂျေဇုတော်ကဆက်ပြီးတော့အလုံးလုံးပေးနေတယ်အာမင်ကျိုးဆိုဟာယေရှုကိုဝန်ခံပြီးမြင့်တစ်ခုလို့သေးရဲ့အဲ့က false doctrine ဖြစ်တယ်ယေရှုကိုယုံကြည်ပြီးဆိုမှတော့ဖခင်ကတင့်ကိုနှုတ်ကပတ်တော်တွေပေးမယ်အာမင်မြင့်နားမှာစိုက်တဲ့အပင်ဖြစ်မယ်ဟာလေလုယာပြောငါယေရှုယုံကြည်တော်သူဖြစ်တယ်ယေရှုရဲ့ဖြောင့်မတ်ခြင်းထဲမှာရှိတော်သူဖြစ်တယ်အာမင်ငါအချင်းထဲမှာရှိတော်သူမဟုတ်ဘူးဒါကြောင့်မို့ဝိညာဉ်တော်ငါ့ကိုတစ်စင်ပြီးတစ်စင်ဆွဲခေါ်မယ်အာမင်အဲ့ကျွန်တော်ကမကြောက်ယေရှုယုံကြည်ရဟုတ်တယ်ယုံကြည်ရဒီတိုင်းပဲအရင်ရှင်းလင်းတယ်အာမင်ဖခင်ကတကူပါတော့စိတ်ပေးရရှင်းလင်းတော့စိတ်ပေးရချစ်တော်စိတ်ပေးတယ်ဟာလေလုယာအာမင်အရင်မစင်စားနဲ့တင်းတို့ကဆုတောင်းတဲ့အရာတွေယေရှုအားဖြင့်ပြည့်စုံမယ်ဒါပဲစဉ်းစားဒါပဲဆင်ခြင်အာမင်တခုဟာငါဖခင်မပေးသေးလို့ဆိုတာငါဆုတောင်းတယ်ဖခင်မပေးသေးလို့မဟုတ်ဖခင်ပေးနေပြီပေးပြီငါ့ကိုဖခင်ပေးပြီငါဆုတောင်းနေတာပဲအဲ့နံနဲ့အာဗြဟံတော်မှနော်လိန်ပြီးတော့မှနော်ဖာရောပြည်လိန်ရတော့မှသူဖခင်ကိုယုံကြည်တဲ့အတွက်သူဝန်ခံခဲ့တဲ့အတွက်ဖခင်ကသူ့ကိုကယ်လို့ပေးအဲ့အချိန်နဲ့တင်းတို့ရောက်ပါစေအာမင်တင်းကိုလိန်ခိုင်းတာတော့မဟုတ်ဘူးနော်နော်တင်းတို့ကိုလိန်ခိုင်းတာမကောင်းတဲ့အရာလှုပ်ခိုင်းတာတော့မဟုတ်ဘူးဒါပေမဲ့တင်းတို့ရဲ့အားနည်းခြင်းကိုကျေးဇူးတော်ကမဆပေးမယ်ဆိုရင်ဖြောင့်မတ်ခြင်းပါရမီကိုတင့်ကိုဖျားပေးခြင်းလားအဲ့ကဖျားရဲ့လက်နဲ့စုံထဲမှာပါတဲ့ဖြောင့်မတ်ခြင်းဆိုတဲ့ပါရမီတင်းတို့ရရှိပြီပြောငါရရှိပြီအာမင်ဒါမှမဟုတ်တင်းတို့ခံရတဲ့စုံစမ်းနောက်ဆက်ခြင်းတွေအားလုံးကိုကျွန်တော်ဆုတောင်းပေးမယ်အားလုံးလက်မြောက်ထားပါနော်